ဆိုတော့ဒီနေ့မျက်မှောက်တော်ဆိုတာ the presence ဆိုတာကျွန်တော်တို့ရဲ့အတိတ်ပဲကတော့မျက်မှောက်တော်လို့ခေါ်ပါတယ်ဒီနေ့ဆရာတွေနဲ့ပေါ့နော်ဒီကနေမနေ့ကလည်းအများကြီးတသက်ခံချက်တွေကြားရတယ်ခွန်အားရလားမနေ့ကရတယ်နော်ဆိုတော့ကျွန်တော်တကယ်ပဲကောင်းကြီးခံစားရတာဖြစ်ပါတယ်behind the scene ပေါ့နော်ကျွန်တော်တို့ program ကနေအားလုံးကိုယေရှုနာမဖြင့်ကြိုဆိုပါတယ်လက်ခုပ်တီးပြီးတော့ the present ကိုကြိုဆိုကြရအောင်ဟုတ်ပြီဆိုတော့ရှုပ်စွာကျွန်တော်တို့ဆရာတွေလည်းမနေ့ကလည်းမိတ်ဆက်ဒီနေ့လည်းသုံးပုံတစ်ပုံလောက်ကအစ်စ်လို့ကြားတယ်နော်ဆိုတော့အရင်ဆုံးဆရာတို့နာမည်နဲ့လိပ်စာလေးကစွေးရနဲ့ပေါက်ဆိုတော့မဟုတ်ပါဘူးနော်ဆိုတော့နာမည်ရဲ့အခုဘယ်နေရာမှာနေလဲဘယ်အသင်းတော်မှာပဲဖြစ်ပေါ့နော်အိမ်ထောင်ရှိမရှိကလေးဘယ်နှစ်ယောက်လဲအဲ့ဒါတွေအစလိုအပ်တာတွေပေါ့နော်ကျွန်တော်တို့ CV ဖောင်လေးပါလေးပြောရအောင်နော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကမုံဘွိုက်ပါအိမ်ထောင်ရှိပါတယ်နေတာကရန်ကုန်ဒဂုံစက်ကမြို့နယ်မှာနေပါတယ်အသင်းတော်ကတော့ရန်ကုန် Full Gospel ပါကျေးဇူးတင်ပါတယ်ဟုတ်ပြီလက်ကို over နဲ့ကုန်ပြရအောင်ဟုတ်ပြီနောက်တစ်ယောက်ကျွန်တော်နာမည်ကတော့စောငိမ့်ချမ်းပါရန်ကုန်မှာပဲနေပါတယ် Full Gospel အသင်းတော်မှာပါဝင်စက္ကန့်တီးခတ်နေတာပေါ့နော်ဟိုကအိမ်တော်ရှိမှုမရှိသေးပါဘူးလူပြိုလားလူပြိုပါတယ်လက်ကို over ပေးအောင်အရေးကြီးတယ်မမိတ်ဆက်ဘူးဟုတ်ကဲ့ကျွန်တော်တော့မုံတော်ဖြစ်ပါတယ်ကျွန်တော်ရန်ကုန်ရွှေကုန်းတိုင်းမှာနေပါတယ်ပြီးတော့မှကျွန်တော်လက်ရှိဖခင်ကျောင်းမှာတော့ worship pastor အနေနဲ့ Grace အသင်းတော်မှာအစီခံနေတယ်ကလေးတယောက်ရှိပါတယ်မြို့မှာနဲ့ thank you မိမတယောက်နဲ့ကလေးတယောက်ရှိပါတယ်တဲ့เนาะကျေးဇူးတင်ပါတယ်ဆရာမုံတောင်းဟုတ်ကဲ့ပါကျွန်တော်နာမည်အောင်လို့ခေါ်ပါတယ်လက်ရှိရန်ကုန်မှာနေပါတယ်မိမရှိပါတယ်ကလေးနှစ်ယောက်ရှိပါတယ်ဝါးကြောက်ရင်တော့အားလုံးတရားဝင်တော့အဲ့ဒါပြီးလက်ရှိပါဝယ်စက္ကတ်တဲ့အသင်းတော်ကတော့ HWC ဆက်ဆောင်ပြီးတော့အသင်းတော်မှာမူတော်မြတ်မှာပါဝယ်တိခတ်နေပါတယ်နောက်အပြင်ဘက်မှာလည်းတာရီလူတို့ဒီဝိုင်းမှာလည်းတိခတ်နေပါတယ်ကျေးဇူးတင်ပါတယ်ဝါးလက်ကို over နဲ့ချင်းချင်းပေးပါဦးဟုတ်ပြီဆိုတော့ကျွန်တော်တို့မိကုန်းနေဟိုမှာလည်းတချို့တွေနော်ကောက်နေကြတာဖြစ်တယ်နော်မကြောက်ပါနဲ့အဲစင်းစစ်တာမဟုတ်ပါဘူးနော်မိကုန်းနေတောင်းနေတာ block check လည်းမဟုတ်ပါဘူးနော်ဆိုတော့မိကုန်းနေလည်းကောက်နေဆဲမှာကျွန်တော်တို့ဒီမှာဒီကနေဆရာမတွေလည်းမေးတယ်ခေါင်းစဉ်တချို့3-4ချက်ရှိပါတယ်ဆရာတို့ပေါ့နော်ဆရာမမပါဘူးဆိုတော့ဆိုတော့တခုမေးရအောင်နော်the present ဆိုတဲ့အရာဘလို့ကြောင့်နာမည်ဖြစ်လာလဲဆိုတာဟိုလူရင်းတူရှင်းလေးပေါ့နော်အဲ့ဒါလေးတခြားကျေးဇူးပြုပြီးတော့မှတယောက်လောက်ဆရာတို့ထဲကပေါ့နော်တယောက်ပြောပြပါဘာဖြစ်လို့အဲ့လိုမျိုးနာမည်တွေအများကြီးရှိတာပေါ့နော်ဟိုမိုးကြိုးတို့ပါတော့ပေါ့နော်မောင်တိုင်းတို့ရှိတယ်လေနော်ဆရာဟုတ်ကဲ့မနေ့ကပြောတဲ့အထက်မှာလဲတော့ဟိုတစ်ချက်လေးတော့ပြောသွားဖြစ်ပါတယ်ပေါ့နော် the presence ကတော့တကယ်တော့ဆရာထန်တောင်ပေးခဲ့တာပါသူရဲ့ the present မျက်မှောက်တော်ဆိုတဲ့အခွင့်အရေးလည်းထွက်ခဲ့တာဟုတ်ဆိုတော့the present အနေနဲ့သူပဲနာမည်ပေးခဲ့တာပေါ့လူတွေဆိုပြီးတော့မှဆရာထန်တောင်ပဲနာမည်ပေးခဲ့တာပါအဲ့ဆိုရင်ဆရာထန်တောင်သွားမေးရမှာပေါ့နော်ဆရာဟုတ်ပြီဆရာတော်မေကွန်းတစ်ခုရှိပါတယ် online မှာကြည့်နေတယ်ဆိုရင် comment လေးနဲ့ပြပေးပါကျေးဇူးတင်ပါတယ်ကိုမုံဟုတ်ကဲ့မနေ့ကလည်းပြောတယ်နော်ဆရာတို့ကတကယ်ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ချီးမွမ်းကိုးကွယ်ခြင်းမှာမျိုးဆက်တစ်ခုကိုပေါ့နော်ဘုရားသခင်ကပေးတဲ့ဆရာကြီးကျွန်တော်ဆရာထန်တောင်နော်ဆရာထန်တောင်ဖြစ်ပါတယ်ဆရာရဲ့အသီးပွင့်နေလည်းဖြစ်ပါတယ်ပေါ့နော်ကျေးဇူးတော်ကြောင့်တွေ့ရတာဖြစ်ပါတယ်လို့ဆိုတော့ဒီဘန်မှာဘသူကဝိညာဉ်ခေါင်းဆောင်လဲဝိညာဉ်ခေါင်းဆောင်ရှိတယ်လို့ပြောနေလို့အဲ့ဒါကိုစိုးချင်းချန်ပြောပါအောင်တစ်ချက်လောက်သူပဲတုံတင်ပေးတာလေကျွန်တော်တို့သူဆိုတာဘသူလဲဆရာမုံတောင်ပြပါတယ်နော်လက်ခုပ်တီးပြီးတော့ကျွန်တော်တို့ကြိုဆိုပေးပါအောင်ဆရာကဝိညာဉ်ခေါင်းဆောင်ဆိုတော့လေဆိုတော့ဒီ the present ဘန်ကိုဝိညာဉ်ရမှာဘယ်လိုမျိုးဥဆောင်ရလဲဆရာရဲ့ခက်ခဲမှုတွေပဲဖြစ်ဖြစ်ဟိုteam တစ်ခုဖြစ်လာတယ်ဆိုတော့ပေါ့နော်ဝိညာဉ်ရမှာကာယရမှာဘယ်လိုမျိုးတွေဒီကကျွန်တော်တို့ညီငယ်တွေအားလုံးကိုဘယ်လိုဥဆောင်လဲဆိုတာဆရာဒီမှာမိတ်ဆက်လိုက်ပြီဆိုတော့ပြောပြပါဦးဆရာ
ဒါတော့ဆရာစောကိုယ်တိုင်ပေးထားတဲ့ title ဖြစ်တဲ့အတွက်ကြောင့်သူကိုယ်တိုင်ပိုတိမထင်တယ်ကျွန်တော်တို့အထူးသဖြင့်ပေါ့နော်ဒီ worship band မှာတီးတဲ့ခါမှာတော့ကိုအသင်းတော်တီးမှာရောပြီးတော့မှကိုရအသက်တာတီးထဲမှာရောကိုရှော့လန်းသွားလာရတဲ့အခြေအနေတွေပေါ်မှာပေါ့နော်ကျွန်တော်တို့ဝိညာဉ်ကောင်းဆောင်တော့မဟုတ်ပါဘူးလို့နော်နံပါတ်1ပေါ့နော်ကျွန်တော်တို့အဆိုတောင်းဖို့ရန်အတွက်ဒီလိုလောက်ရအောင်ဆိုခဏကျွန်တော်ရဲ့စိတ်ထဲမှာပေါ်လာတဲ့ခါမှာတော့တခါတလေပြောဖြစ်တဲ့အရာပေါ့နော်ဒါတော့ကျွန်တော်တို့အဲ့ဒီ title နဲ့တော့ကျွန်တော်လှူရှာမှုရမရှိပါဘူးဒါမဲ့ကျွန်တော်အချင်းတခါတလေပေါ့နော်ဒီလိုမျိုးစကားပြောရင်းနဲ့ဆရာစောတော့ဖခင်ဆိုပြီးတော့ကျွန်တော်ခေါ်တယ်ကျွန်တော်သားလေးလို့ပဲခေါ်လိုက်တယ်သူ Okay ဘယ်လိုပဲဖြစ်ဒါတော့ဘန်တကလုံးကိုဦးဆောင်တာကပုံကိုမဟုတ်ဘဲနဲ့တန်ရှင်တော်ဝိညာဉ်တော်ပဲဖြစ်ပါရယ်အာမင်လက်ကုပ်တီးပြီးတော့မှဝိညာဉ်တော်ကိုဂုဏ်ပြုချီးမြှောက်ရအောင်ဟုတ်တယ်နော်ကျွန်တော်တို့ရဲ့ worship team ရဲ့တကယ် leader ကဆရာကြီးဆက်ထောင်တောင်ကအများတန်းပြောနေတာကျွန်တော်တို့ leader တွေလည်းမဟုတ်ပါဘူးဝိညာဉ်တော်ကသာဦးဆောင်တာဖြစ်တယ်ဆိုတာပေါ့နော်ကြားရတာနောက်တစ်ခေါက်လက်ကုပ်တန်နဲ့ကျွန်တော်တို့ချီးမြှောက်ရအောင်နော်ကျေးဇူးတင်ပါတယ်ဆိုတော့ဟုတ်ပြီဆိုတော့မိကွန်းလေးတွေကျွန်တော်တို့အစဉ်လိုက်တွတ်လေးသွားမယ်နော်ဆိုတော့ဒီမှာပေါ့နော်ကျွန်တော်တို့ music တွေလည်းဒီ video clip ကိုလည်းတချို့တွေဆက်ပြီးတော့နားထောင်မဲ့လူတွေလည်းရှိလာမယ်နောက် music တွေအတွက်ပေါ့နော်ဆရာတို့အနေနဲ့အခုတော့လောကဂီတစကားနဲ့ပြောအနုပညာစကားနဲ့ပြောမယ်ဆိုရင်ဂီတဝမ်းစာပြည့်သွားပြီပေါ့ကျေးဇူးတော်ကြောင့်ပေါ့နော်တချို့တွေဆိုရင်အမှုတော်ထဲမှာလည်းပါဝင်ခြင်းနဲ့အသင်းတော်ထဲမှာလည်းပါဝင်ခြင်းနဲ့ဒါပေမဲ့သူတို့မှာကစာဝတ်နေရေးတွေခက်ခဲတဲ့အချိန်တွေရှိတယ်ပေါ့နော်အဲ့လိုကာလကြီးလည်းဆရာတို့လည်းဖြတ်တန်းရမှာပေါ့နော်အဲ့လိုကြတော့ဒီမှာမေးခွန်းတစ်ခုရှိတာဖြစ်ပါတယ်အဲ့လိုမျိုးအချိန်တွေမှာဆရာတို့တွေဘယ်လိုဖြတ်တန်းခဲ့လဲပြီးတဲ့ခါမှာအဲ့လိုမျိုးဖြတ်တန်းလာအောင်မဲ့ကြုံလာအောင်မဲ့ကျွန်တော်တို့ generation musician ပဲဖြစ်ဖြစ်ဘုရားသခင်မှာစက္ကတ်ခြင်းနဲ့အသင်းတော်မှာ church music band တွေပေါ့နော် music သမားတွေအတွက်ဘယ်လိုမျိုးကျွန်တော်တို့ကိုဝေမျှခြင်းလဲပြောပေးပါအောင်နော်ဆရာတို့ကိုမွန်ပွေးလက်ခုပ်နဲ့ကြိုးဆိုကြရအောင်နော်ဟုတ်ကဲ့ဒီဟာအေးပေါ့နော်ကျွန်တော်တို့ဒီအလုပ်ကတော့လို့ရမှာကျွန်တော်အနေနဲ့ဆိုရင်ဆရာမေးခွန်းမေးခွန်းကဗျာဟုတ်တယ်အကိုတော့ဖြစ်တယ်ဆရာတို့ထင်မှာပေါ့နော်ဒီလိုမျိုးဒီကာလမတိုင်ခင်ပေါ့နော်တကယ်ကိုဘယ်လိုစပြုတ်ခဲ့လဲပေါ့နော်အဲ့လိုမျိုးအသင်းတော်ထဲမှာတချို့ဒီနောက်ပိုင်းကျတော့လဲဘယ်လိုပြောမလဲတခါလမ်းစိတ်တော့မရှိဘူးလေနော်ဖျားချောင်းသွားဖို့တော့မှအဲ့လိုအခြေအနေတွေလဲကြုံရမှာပေါ့နော်အဲ့ဒါရှိတယ်ဆိုရင်လည်းတသက်ခံပေးပါပြီးတဲ့ခါမှာလဲတကယ်အဲ့လိုမျိုးပိုင်းမှာပေါ့နော်သွားလာမဲ့ကျွန်တော်တို့ music တွေအတွက်ဘယ်လိုမျိုးတွေကျွန်တော်တို့ဝေမျှတသက်ခံခြင်းလဲဆိုတာပေါ့နော်ဆရာဟုတ်ကဲ့အလုပ်ကတော့တခါကြောက်လဲလူတိုင်းတော့မတူဘူးပေါ့နော်တချို့ကြောက်လဲအမှုတော်မြတ်အတွက်တခါတည်းကိုခေါ်ထားတဲ့လူရှိတယ်ဆိုတော့အဲ့လိုမျိုးလူတွေအတွက်ကကြောက်တော့ပို့ပြီးတော့မှလောက်ရကန်ရတာဆုံးဖြတ်ရတာပိုတက်တာမယ်ဒါပေမဲ့တချို့ကျွန်တော်ဆိုရင်လည်းအချိန်ပြည့်အတွက်ခေါ်ခြင်းတော့မသိစိတ်မရဘူးပေါ့ဒါပေမဲ့လည်းအစောကြီးကလေးကကိုဝဒနာပါတဲ့အောင်လုပ်ကြတဲ့ဘယ်လိုပဲဖြစ်ပဲချီနေပဲဖြစ်ဒီဟာနဲ့ကိုဝဒနာပါတဲ့ဘာပဲလုပ်ဒီဖျားနဲ့တော့ဘယ်တော့ခါမှကျွန်တော်ဒီအဆက်ဖြတ်မှာမဟုတ်ဘူးဆိုတဲ့တန်လေးထန်ချထားတယ်ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဟုတ်ပါတယ်အစောပိုင်းကတော့ခက်ခဲပါတယ်ဒါပေမဲ့အပြင်မှာကိုယ့်အလုပ်ကဘယ်လိုပဲဖြစ်ဖျားเจ้าနဲ့အမြဲတမ်းတွာလာနေတဲ့အခါမှာခက်ခဲအစပိုင်းမှာခက်ခဲတော့ညာလေတဖြည်းဖြည်းနဲ့ဖျားကလည်းလမ်းဖွင့်ပြီးတော့မှအစဉ်ပြောကိုယ့်အတွက်အစဉ်ပြောင်းတော့ဖျားနေဒီဘက်မှာတစ်ဖက်ချမ်းတော့ဖျားပြန်ပြီးတော့မှပြန်ပြီးတော့မှကောင်းကြီးပေးပါတယ်ပေါ့နော်ကောင်းကြီးပေးတယ်ဆိုအတွက်ကြောင့်မလို့ဒီလိုပဲအခက်ခဲရတော့ရှိမှာပါပဲဒါပေမဲ့အတက်နိုင်ဆုံးကိုယ့်ဘက်ကလည်းဆူတောင်းကြိုးစားပြီးတော့မှဒီပေါ့ဖျားပဲဆူတောင်းပြီးတော့မှအဓိကသစ္စာဂတိပေါ့နော်ဖျားပေါ်မှာပြုထားတဲ့သစ္စာဂတိကိုမလွတ်ပဲနဲ့စောကင်ထားတယ်ဆိုလို့ရှိရင်တော့ဖျားကတော့လမ်းဖွင့်ပေးပါတယ်သူနေသူဟာနဲ့တော့အဆင်ပြေပါကဲပါလက်ကုပ်တီးပြီးတော့မှကျွန်တော်တို့ဟုတ်ကဲ့ပါအရင်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့သစ္စာရှိစွာနဲ့သိငယ်တဲ့အမှုပုံမှာလဲပေါ့နော်သစ္စာရှိစွာကျွန်တော်စက္ကပ်နေတဲ့အရာတွေကအခုဆိုရင်ကိုမွန်ပွဲဆိုရင်မြန်မာနိုင်ငံမှာနော်နာမည်အကြီးဆုံးကျွန်တော်တို့အားကြရတဲ့ band တစ် band မှာတီးနေရတာဖြစ်တယ်နော်
ဆိုတော့အခုလည်းဖျားသခင်ကဝိညာဉ်ရမှာပဲပေါ့နော်အတင်းတော်တွေမှာလည်းကြီးစွာဖျားသခင်ချီးမြှောက်တာတွေ့ရတဲ့ကျေးဇူးတင်ပါတယ်ကိုမို့ဟုတ်ပြီနောက်ထပ်မေးခွန်းတစ်ခုကပေါ့နော် music သစ် musician တွေကိုပေါ့နော်ကျွန်တော်အတင်းတော်တွေမှာ leader တွေကဘယ်လိုမျိုးဆွဲခေါ်တင်လဲသူတို့တွေကိုဘယ်လိုမျိုးနေရာပေးဖို့အဲ့လိုမျိုးပေါ့နော်ဒီမှာဒါတော့ဆရာမုံတောင်ကပိုတိမဲ့တင်တယ် worship pastor ဖြစ်တဲ့ခါမှာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကိုဝေမျှပေးပါအောင်ဆရာဆွမ်းနာမီခွန်ကျွန်တော်နင်းငယ်ဖြီးပြီးတော့မှခုနဆရာဖြီးတယ်ပြောရဟာကျွန်တော်ဖြီးမယ်musician တိုင်းကကြော်ပြတ်ခဲ့ရတဲ့အခြေအနေကတော့ကျွန်တော်တို့အဒီကဒီ music သာသနာမထားတဲ့နောက်ကျွန်တော်တို့ဒီလူမျိုး music ဒီအနုပညာပေါ့နော်ဒီ music ကိုရွေးချယ်တဲ့နောက်ပိုင်းပေါ့နော်ကျွန်တော်ကြုံရတဲ့အခြေအနေကတော့ကျွန်တော်ဖျားချောင်းကနေဒီနေ့ထိပါပဲဖျားချောင်းကနေကျွန်တော်တို့ love give နဲ့ love give ရရင်တော့မှအဲ့ဒါလမ်းစိတ်အတွက်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းနေမှာချီးပြန်းခဲ့တယ်နေအသေးသေးမှာလည်းကျွန်တော် music တင်တန်းပေးခဲ့တယ်ပေါ့နော်ဟိုအရင်တော့ကဆိုရင်တချို့တော့နေရာမှာတော့ကျွန်တော် cycle နဲ့သွားတဲ့ခါမှာစီဖိုးထည့်ပေးတယ်ရွာမှာပေါ့နော်ကျွန်တော်သွားတယ်ကျွန်တော်တော့ဓာတ်စီဖိုးလိုချင်တာပေါ့နော်မျော်လင့်တယ်ပါသူတို့စီကနေတင်းတော်နေဒါမဲ့သူတို့ကအာလို့တွေထည့်ပေးတယ်ပြီးတော့ဟန်တီဟန်ဂျွတ်တွေထည့်ပေးတယ်ချိန်လည်းရှိတယ်ဒါကတော့ musician တယောက်ရဲ့ expectation လောက်ခေါ်ရမှာလားကိုကတခုခုရမယ်ပေါ့နော်ဟိုအရင်တုန်းကဒါမဲ့သွားတဲ့ခါမှာလို့ပါဝင်ရင်းနဲ့နားလဲတဲ့အရာကတော့ကျွန်တော်တို့ဖျားချောင်းမှာဒီလိုမျိုးစိုက်ပျိုးတဲ့အရာကတော့ကျွန်တော်တို့အရင်တော့ဆိုရင်ဖျားချောင်းကနေပဲမျောလင့်တာဆရာမစီကနေပဲဆရာစီကနေပဲအဲ့ဒီကောင်းချီးပြန်လာမယ်လို့မျောလင့်တာပေါ့နော်ကျွန်တော်ဆိုရင်အနေမှာတော့လကောင်းပြီးတော့မှမြို့ထဲရောက်ရန်ကုန်ပြန်ရောက်တဲ့ခါမှာလဲဒီအတိုင်းပဲကျွန်တော်အိန္ဒိယမှာ3နှစ်နေခဲ့တယ်အိန္ဒိယမှာလည်း2နှစ်တူပဲကျွန်တော်ပါစတာကပို့ပေးမယ်ဆိုတော့ဒီနေ့ထိမလာဘူးကျွန်တော်3နှစ်တိအဲ့မှာအိန္ဒိယဖျားချောင်းမှာတီးခဲ့တယ်ပေါ့နော်ဆိုလိုချင်တာကနားမလဲခင်တော့ကတော့ဖျားချောင်းနေပဲကျွန်တော်အမြဲတမ်းဖျားချောင်းကနေပဲအဲ့ဒီကောင်းချစ်တကားလာမယ်လို့ထင်နေတာပေါ့နော်ဒါပေမဲ့ခုနောက်ပိုင်းနားလဲတဲ့အရာကတော့ကျွန်တော်တို့စိုက်ပျိုးတဲ့နေရာကတနေရာဖြစ်တယ်လို့ပြောပြန်လဲပြီးတော့မှရိတ်သိမ်းရမယ့်နေရာကတခြားတဲ့နေရာဖြစ်နိုင်တယ်ဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့ဒီworship ministry ထဲမှာ music တွေခတ်ဖို့ရန်အတွက်စက်ကပ်ပေးတဲ့နောက်ပိုင်းတော့ကျွန်တော်တို့ဘယ်လိုပြောမလဲအမြဲတမ်းကျွန်တော်တို့ကိုအတွက်ပေါ့နော်တယောက်နဲ့တယောက်တော့ကိုယ့်ရဲ့ lifestyle မတူတဲ့ခါမှာမိသားစုမတူတဲ့ခါကိုယ့်ရဲ့ background မတူတဲ့ခါမှာခက်ခဲမျိုးတော့ကျွန်တော်ကြုံရမှာဖြစ်တယ်တော့လေဒီຢာထဲမှာကကျွန်တော်တို့ကိုယ့်ရဲ့ calling ဒီ music ministry အတွက်ဒါမှမဟုတ်ဒီ music ဝါဒနာပါချင်းကဖျားစီကနေတကယ်လာတဲ့ဝါဒနာလာဆိုတဲ့ဟာပေါ့နော်သိရှိနားလည်မယ်ဆိုရင်ဒီမှာကိုအောင်ကိုမုံဘွိုးဆန်ငင်းချန်ပြီးတော့မှအားလုံးပေါ့နော်musician တိုင်းကိုမေးကြည့်မယ်ဆိုရင်သူတို့ခက်ခဲနေသူတို့ပဲဒါပေမဲ့ how to handle ဒါမှမဟုတ်ဒီခက်ခဲကြားတဲ့ကနေကိုကဘယ်လိုရုံးထွက်ခဲ့တယ်လဲဘယ်လိုကြော်ဖြတ်ခဲ့ရတယ်လဲဆိုတာကကိုဆုံးဖြတ်ချက်ဟုတ်တယ်ပြီးတော့မှဒီလိုမျိုးကျွန်တော်တို့ပြောတဲ့အခါမှာကိုကဟိုအဝေးကြီးရောက်တော့ပြီလို့ပြောချင်တာမဟုတ်ဘဲနဲ့ဒီနေ့ထိပါကျွန်တော်ရုံးကနေတော့ဖြစ်တယ်ဒါပေမဲ့ဒီအရာတွေကလည်းကျွန်တော်တို့ဆရာမေးသွားတဲ့အခု spiritual ပိုင်းနဲ့အများကြီးသက်ဆိုင်တာဖြစ်တယ်လို့အနေနဲ့ကျွန်တော်စဉ်းစားတဲ့အခါမှာကျွန်တော်ဆိုရင်ကျွန်တော်ပေးစီရကျွန်တော်အကျွေးလည်းအများကြီးရှိတယ်ကျွန်တော်စီမှာလူတွေပေးရမယ့်အကျွေးလည်းအများကြီးရှိတယ်ဒီຢာတွေကိုကျွန်တော် physically ပေါ့နော်ဒီအသွေးသားနဲ့စဉ်းစားမယ်ဆိုရင်ငါတီးခဲ့တယ်ငါလှုပ်ခဲ့တယ်ငါအဖိုးခပေးခဲ့တယ်ဆိုတော့အများကြီးရှိတယ်ဒါပေမဲ့ဒီຢာတွေကဖျားနိုင်ငံတော်အတွက်ဆိုပြီးတော့ခေါင်းစဉ်ပြောင်းအဲ့ဒီခေါင်းအဲ့ဒီတိုင်တယ်ကိုဟိုဘက်ပူပြောင်းပေးနိုင်ဖို့ရန်အတွက်ဖယားမဆာချင်းလည်းအများကြီးလိုတယ်ပေါ့နော်ဒီຢာတွေလည်းကျွန်တော်တို့ခဏနေဆက်လက်ပြောသွားမှာဖြစ်တယ်ကျွန်တော်တို့ဖယားเจ้าမှာအစီခံချင်းကလေကျွန်တော်တို့ဖယားချီးမြှောက်ဖို့ရန်အတွက်ဖယားကချီလန်းအစာပြုတ်ပေးတဲ့နေရာဖြစ်တယ်ပေါ့နော်ဒီဟာကိုကျွန်တော်တို့တည်ချာလေးဆိုလက်တောင်းပြီးတော့မှကိုယ့်ရဲ့ခက်ခဲရွေးချယ်ခြင်းဖယားကလိုတိုင်းကို24နာရီပေးထားတယ်ဒီမှာ professional ရောက်သွားတဲ့လူတွေလည်းဖျားက24နာရီပေးထားတာဖြစ်တယ် basic တမားတွေတွက်လည်း24နာရီဖြစ်တယ်ဆိုတော့ effort 5-6ထဲမှာအချိန်နာရီပေါ့နော်ဒီအချိန်ကရန်ဆူရောက်တယ်ဒါပေမဲ့ကျွန်တော်ရွေးချယ်ဖို့ဖျားကအဲ့ဒီရွေးချယ်သောသူတွေကိုဗာလဲပညာရှိလို့ပြောတာဖြစ်တယ်ပညာမဲ့လားပညာရှိလားအဲ့ဒါကကိုယ်တိုင်ရွေးချယ်ရမယ်လို့ကျွန်တော်တို့လည်းအဲ့လိုအောင်မြင်သွားလို့စင်ပေသွားလို့နော်ရွေးချယ်မှန်သွားလို့ဒီလိုဖြစ်သွားတယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့
ဖះเจ้าမှာအချိန်ပေးခြင်းကတကယ်တန်ဖို့ဖြတ်လို့မရတဲ့ဖះကကျွန်တော်တို့ကိုတုံတင်ပေးတဲ့နေရာကဖះเจ้าဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်ဒီຢာတွေကိုကျွန်တော်နားလည်ပြီးတော့မှကျွန်တော်တို့ဆာလန်တရားထဲမှာပြောသလိုကျွန်တော်1 milk ဆိုတဲ့အစီခံမယ်ဆိုရင်လေအဲ့ဒီနေရာမှာကောင်းချီးရှိတယ်အာမင်ကျွန်တော်ကိုယ်လည်းအခုလက်ရှိကျွန်တော်လုပ်တဲ့ grace အသင်းတော်ပေါ်မှာကျွန်တော်တစ်ချိန်တုန်းကနားမလဲခဲ့တဲ့အသင်းတော်ဖြစ်တယ်ဘယ်လိုနားမလဲခဲ့တာလဲကျွန်တော်ပါစာက doctorate တောင်ရသွားတယ်ဘာဖြစ်လို့ musician တို့ love gift မပေးတာလဲစိတ်ထဲမှာမိခွအများကြီးထုတ်ခဲ့တယ်ဒါပေမဲ့ဖခင်ကတဆင့်ပြီးတဆင့်2016ကနေကျွန်တော်အသင်းတော်မှာ full time အသင်းသားအနေနဲ့ပါဝင်တယ်ဒီနေ့ထိကျွန်တော်တပည့်ဖြစ်နေနားလဲတာအရာကကိုစိုက်ပြုတ်ခဲ့တဲ့နေရာမှာကောင်းချီးရှိတယ်အဲ့ဒီကောင်းချီးကကျွန်တော်ငွေရင်နော် grab နော် taxi ခအနေနဲ့ဆုံးဖြတ်လို့မရဘူးတိုက်တာလို့မရတဲ့ကောင်းကင်ကောင်းချီးနော်အဲ့ဒီကောင်းချီးကကျွန်တော်စိုက်ပြုတ်တဲ့နေရာမှာဖခင်ကထားပေးထားတာဖြစ်တဲ့တော့ချောင်းစေတမဓမ္မချဘဲနဲ့မလေးရှားမှာအလုပ်ခက်ခဲတယ်အထူးသဖြင့်ဒီမှာကျွန်တော်နေမှာဆိုရင်ဖျားချောင်းသွားဖို့ရအတွက်နင်းနေလေးဖြစ်တယ်ဒါပေမဲ့ဒီမှာကျွန်တော် grab နဲ့သွားရတယ်ဖိုးခပေးရတယ်ဒီຢာတွေကကျွန်တော် worship လို့တတ်မှတ်နိုင်မယ်ဆိုရင်ဖျားကတဲ့ရဲ့နှလုံးသားကိုနော်ကောင်းစားစီပြီးတော့မှတဆင်ပို့ဆောင်မယ်လို့ကျွန်တော်ဒီကနေ musician ကိုအားပေးချင်တာဖြစ်ပါတယ်ဒုတိယအနေနဲ့ဒုတိယမိခွန်းအနေနဲ့ကျွန်တော် musician တွေကိုဘယ်လိုဆွဲခေါ်ရမလဲကျွန်တော်ရန်တော့ကလည်း music ပညာနဲ့အများကြီးဆွဲခေါ်ခဲ့တယ်ကိုအတိစိတ်ကိုလှုပ်တဲ့အရာတွေကျွန်တော်အများကြီးလှုပ်ခဲ့တယ်ဒါပေမဲ့ထိတ်ဘာလို့မှကျွန်တော်ဘာထားချင်တယ်လဲဆိုတော့ကျွန်တော် spiritual leadership ပေါ့နော်ကျွန်တော်ဝိညာဉ်ရေးရမှာအဲ့ဒီလူတွေကိုဆွဲခေါ်နိုင်မယ်ဆိုရင်သူတို့ရဲ့ဝိညာဉ်ဒီမှာပျော်မွေ့မယ်ဆိုရင်သူတို့ skill လည်းပါလာတယ်သူတို့ပိုက်ဆံသူတို့မှာရှိတဲ့အရာတွေအကုန်လုံးပါလာပြီးတော့မှဒီ worship ministry မှာကျွန်တော်ကောင်းချီးရဖို့ရန်အတွက်သူတို့ကပျော်ရွှင်စွာပေါ့နော် one meal ဆိုတဲ့စီခါနိုင်ဖို့ရန်အတွက်သူတို့ရဲ့နှလုံးသားတနည်းအားဖြင့်ပြောမယ်ဆိုရင်သူတို့ရဲ့ဝိညာဉ်ရေးရာကို build up လုပ်ပေးနိုင်ဖို့ကအင်မတန်မှအရေးကြီးတယ်ကျွန်တော်မြင်ပါတယ်လက်ရှိကျွန်တော်ဖျားချောင်းမှာအယောက်90ရှိတယ် musician media team worship team ထဲမှာပါဝင်တဲ့သူတွေကျေးဇူးတော်ဖြင့်ဒီနေ့ထဲမှာအယောက်90တော့သူတွေကိုကျွန်တော်3လတစ်ချိန် workshop လုပ်ပေးတယ်သင်ပေးတယ်ကျွန်တော် senior တမားတွေကိုဖိတ်ခေါ်အပြန်နေဧည့်သည်တွေခေါ်တယ်ဒီလိုမျိုး workshop လုပ်ရင်းနဲ့သူတို့ထဲမှာဒီနေ့ထိကျေးဇူးတော်အဖြစ်တကယ်ကျေးဇူးတော်အဖြစ်ကျွန်တော် worship team ထဲမှာအရင်ဖြစ်တယ်ဆိုတာတစ်ခါမှမရှိဘူးတယောက်နဲ့တယောက်စကားများတဲ့ group ထဲမှာစကားပွားပြီးတော့ left လို့သွားတယ်ဆိုတာတယောက်မှမရှိဘူးအယောက်90တော့သူတွေဒီနေ့ထိဒီအရာတွေကျွန်တော်ပြန်စင်းစားတဲ့အခါမှာခေါင်းဆောင်တွေကကျွန်တော်တို့ worship team ထဲမှာပါဝင်တဲ့သူတွေ musician တော်သူတွေကိုကျွန်တော်တို့ spiritual ပိုင်းမှာဝိညာဉ်ရေးရပိုင်းမှာနယ်ပယ်တစ်ကိုဆွဲခေါ်နိုင်ဖို့ရန်အတွက်ကိုယ်ရောက်သွားဖို့အရင်လိုတယ်ဒုတိယအနေနဲ့ leader တွေကကျွန်တော်တို့ဒီအရာကိုမြင်တွေ့ပြီးတော့မှဝိညာဉ်ရေးရပိုင်းမှာကာယပိုင်းဆိုင်ရာမှာလိုအပ်တဲ့အရာတွေကိုတခါတလေကိုကနော်အရင်ဝိညာဉ်ဆန်ပြီးတော့မှလှုပ်သွားတဲ့အခါမှာmusician တချို့တွေအတွက်အစင်မပေးတဲ့အရာတွေရှိတယ်ပေါ့နော်ဒီအရာတွေကိုသိရှိနားလည်နိုင်ဖို့ရန်အတွက်ကျမ်းစာထဲမှာပြောထားတဲ့အတိုင်းဝိညာဉ်တော်ဖျားမဆချင်းကိုကျွန်တော်တောင်းခံမယ်ဆိုရင်ကျွန်တော်ဆိုရင် urban ministry ဒီ ministry ထဲမှာလို့ဖို့ရန်အတွက် number 1ကို qualify မှာဖြစ်ဖို့ဆိုတာကျွန်တော် number 1ဝန်ခံတယ်ကျွန်တော်မှာမြန်မာလိုစကားကောင်းကောင်းပြောနိုင်ဖို့ရန်အတွက်အရေးချင်းမရှိဘူးဘာလို့ဆိုတော့ချင်းတော်မှာကြီးပြင်းခဲ့လားတဲ့ခါကျတော့ကျွန်တော်မှာအားနဲ့ချက်အများရှိတယ်ပညာရေးမှာလည်းအများကြီးအားနဲ့ချက်ရှိတယ်ဒါပေမဲ့ကျွန်တော်တောင်းခံတဲ့အရာကဝိညာဉ်တော်ဖျားအတူပါရှိမယ်ဆိုရင်ဒီလူအုပ်ကြီးကိုကျွန်တော်အိုးဆောင်နိုင်တယ်ဆိုတဲ့တတိဖျားကပေးတာဖြစ်တယ်အာမင်သွားတဲ့ခါမှာတကယ်ကျွန်တော်နီးရစင်တိုင်းမှာเนาะဒီအရာတွေကိုသိရှိနားလည်တဲ့ခါမှာဖျားကတဆင်ပို့ဆောင်ပေးတဲ့အရာကကျွန်တော်အတွက်နီးရစင်တဲ့တည်မြန်တွေ့ရတဲ့အရာဖြစ်တယ်ဒီနေ့လေworship team ထဲမှာပါဝင်တဲ့ musician တွေကိုဆွဲခေါ်ဖို့ရန်အတွက်ကျွန်တော်ဝိညာဉ်ကြီးရလဲ number 1အိုးစားပေးပြီးတော့မှဆွဲခေါ်ရမယ်ဒုတိယအနေနဲ့ကျွန်တော် physical needs တွေပေါ့နော်ကျွန်တော်လိုအပ်တဲ့ skill တွေလိုအပ်တဲ့အတိအသက်ပညာတွေကိုကျွန်တော် workshop ပုံမှန်လုပ်ပေးနိုင်ခြင်းကအင်မတန်မှကျွန်တော်ကိုလှုပ်ရင်းနဲ့ unite ဖြစ်စေတယ်စီလုံးစီတာဖြစ်တယ်ဆိုတဲ့ဟာအနည်းငယ်ပေါ့နော်ကြံတဲ့ဟာတွေကကျွန်တော်တငယ်ချင်းတွေကဖေးပေးမှဖြစ်တယ်ကျေးဇူးတင်တယ်ကျေးဇူးပါအရန်ဆုံးလင်းပါတယ်ဆရာအရန်ဆုံးတယ်เนาะဒီမေကွန်းနဲ့ပတ်သက်ပြီးဆိုတော့တကယ်ဝိညာဉ်ရဒီ
ဥဆောင်ဖို့ရန်ပေါ့နော် musician တွေကိုမွေးထုတ်ဖို့ရန်နံပါတ်1 spiritual ဝိညာဉ်ရေးအရင်ပြုစုပြုထောင်ပြီးတော့မှဂျန်တဲ့လိုအပ်တဲ့ຢာတွေပေါ့နော်တကယ်အရန်ကောင်းကြီးဖြစ်ပါတယ်ဆရာဟုတ်ပြီနောက်တစ်ခု by name နဲ့မေးထားတာရှိတယ်ဆရာအောင်ဆရာအောင်နဲ့နော်ကျွန်တော်နေရာကိုကျွန်တော်ဒီအောင်လားဟုတ်အောင်လားအဲ့ဒါရှိသေးတယ်နော်ဒီမှာဆရာအောင်ပဲပါတော့လေဒါပေမဲ့အပေါ်မှာနှစ်သက်ပါတယ်ဆရာအောင်တဲ့နော်ဆရာအောင်တဲ့ဂီတာတီးတာတဲ့တင်တန်းကိုပေါ့နော်ဒီလောက်ထိကျွမ်းကျင်အောင်ပေါ့နော် professional တယောက်ဖြစ်အောင်တကယ်ဖျားပိတ်သိမ့်တဲ့ musician တယောက် guitarist တယောက်ဖြစ်အောင်အချိန်ဘယ်လောက်သင်ယူခဲ့ရလဲအဲ့ဒါလေးပြောပြပါတဲ့နံပါတ်1နံပါတ်2ကတော့ဟိုဂီတာမတီးခင်ကဖျားအမှုတော်ထဲမှာပါဝင်ဖို့စက္ကတ်တာလားဂီတာတီးပြီးတော့မှယူပါယုံရပြီးစက္ကတ်တာလားတဲ့အဲ့ဒါဆရာအောင်ပိုင်နေနဲ့မေးထားတာဖြစ်ပါတယ်လက်ခုပ်တီးပြီးကြိုးဆိုကြရအောင်မှန်တိုင်းဝေခံရရင်ကိုခုချိန်ထိတော်တယ်လို့လည်းမခံယူပါဘူးပြည့်စုံတယ်လို့လည်းမခံယူပါဘူးခုချိန်ထိလေးလာနေသေးပါလေးလာဘယ်လိုပြောမလဲတင်ယူခဲ့တဲ့ချိန်ပေါ့နော်အရင်တော့ကဆိုတော့ကျွန်တော်၄တန်းလောက်ကလေးဂီတာစတင်ခဲ့တာဆိုတော့၄တန်းလောက်ကလေးဂီတာအခြေခံပေါ့နော်အခြေခံစတင်ခဲ့တယ်ရတန်လေးတွေပေါ့နော်စီကီဒီကီတို့အဲ့လိုကော်လေးတွေနည်းနည်းပါတီးသက်အချိန်တော့တင်ခဲ့တယ်နောက်ကျွန်တော်9တန်း10တန်းလောက်မှာပေါ့နော်ကျွန်တော်တို့ဆရာဒိတ်ဘီနော်ဆရာဒိတ်ဘီကိုတီးတဲ့လူတော်တော်များတီးကြမှာပါဆရာဒိတ်ဘီစီမှာကျွန်တော်ဂီတာလစ်ဂီတာပေါ့နော်လစ်ဂီတာပိုင်းတင်ခဲ့တယ်လစ်ဂီတာပိုင်းတင်တဲ့အချိန်ကစပြီးကျွန်တော်ဘယ်လိုပြောဂီတာတီးခြင်းစိတ်တွေပုံပေါက်ဖွာလာတယ်ပေါ့နော်ဆိုတော့တရက်အဲ့တုန်းကတော့တရက်ကိုကျွန်တော်3နာရီလောက်အနည်းဆုံး3-4နာရီ5နာရီလောက်ဒီပေါ့နော်ကြောင်းဆင်းတာနဲ့လွယ်ကိုချဂီတာကိုင်းတီးပေါ့နော်အဲ့လိုမျိုးတီးဖြစ်တယ်ခုနောက်ပိုင်းတော့မတီးတိတ်မတီးဖြစ်တော့ဘူးပေါ့နော်လေးတန်းနောက်ပိုင်းအခုထိတီးတာပေါ့ဆရာဟုတ်တယ်ဆိုတော့ခုနောက်ပိုင်းတော့မိသားစုနဲ့ဗာနဲ့ဖြစ်သွားပြီဆိုတော့အချိန်ပေးရမယ့်အရမ်းများလာတော့အလုပ်တွေလည်းရမ်းများလာတော့လေ့ကျင့်တာတော့မရှိတော့ဘူးเนาะမလေ့ကျင့်ဖြစ်တော့ဘူးဒါပေမဲ့ဂီတာနဲ့ကတော့နေတိုင်းဟိုတီးဖြစ်တယ်ပေါ့နော်တချင်းတွေအတက်ဟာရအများကြီးတီးဖြစ်တော့လေ့ကျင့်တဲ့ပုံစံတော့မရှိတော့ဒါပေမဲ့လေ့လာတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ဆိုတော့2008ဟို Happy Family မှာเนาะ Mandalay Happy Family Music and Bible ပေါ့နော်အဲအကြောင်းမှာတင်တန်းအကြောင်းရှိတယ်အဲ့မှာကျွန်တော်ဒီဂီတာကို theory တွေရောနောက်ပို့ပြီးမှဟိုပါပေါ့ထဲဝင်ပို့လေ့လာသင်ယူဖြစ်ခဲ့တယ်အဲ့ချိန်တုန်းကတော့ကျွန်တော်တော်တော်များများနေပေါ့နော်ဆိုတော့အဲ့ဒီမှာကျွန်တော်ည10နာရီ17နာရီတကယ်ချင်းတွေအားလုံးအိတ်သွားပြီဆိုရင်ကျွန်တော်ကမှဂီတာလေးကင်ပြီးကျွန်တော်မနေ့3-4နာရီထိဂီတာတီးတယ်တညလုံးတီးတယ်ပေါ့နော်အဲချင်လဲမန်းလေးဆိုချင်တအားများလေချင်လဲများဒီလိုမျိုးမျက်စိမိတ်ပဲဒီတိုင်းလုပ်ရင်တော့3-4កောက်လောက်ရှိတယ်လေချင်လက်ထဲမှာအဲ့လောက်ထိများချင်ဂီတာတီးရင်ချင်ရိုက်ရင်းနဲ့ပဲတညလုံးပေါ့နော်လို့တီးတဲ့နေ့တွေမနေဘူးပေါ့နော်အဲတော့ကတော့တော်တော်များများတီးဖြစ်တယ်သင်ခန်းစာအုပ်တွေအဲ့လိုမျိုးရှိရလေနော်အဲ့ဒါဆိုဒီစာအုပ်တုပ်ကိုကျွန်တော်တို့ပုံမှန်တီးမယ်ဆိုရင်3-4ဓာတ်လောက်တီးရမယ်စာအုပ်ပေါ့နော်စာအုပ်မျိုးဆိုကျွန်တော်ကအဲ့လိုမျိုးညတိုင်းလက်တီးလေးကျင့်ဆိုတော့တစ်ပတ်လောက်နဲ့ပြီးတယ်ပေါ့နော်ကိုကအဲ့လိုမျိုးစူးစမ်းခဲ့တယ်ပေါ့ရေတော့ကတော့နိုင်တော်တော်များများကိုအချိန်ပေးပြီးမှလေ့လာလေ့ကျင့်ခဲ့တယ်ပေါ့ခုနောက်ပိုင်းတော့ဒီသချင်းတွေနားထောင်နိုင်ငံခြားသချင်းတွေworship တချင်းတွေပြီးအကုန်လုံးနားထောင်ပြီးလေ့လာပြီးရင်လေ့လာခဲ့တယ်ပေါ့နော်ဒါပတ်တစ် question ပေါ့ဟုတ်လားဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆရာပြီးတော့ number 1 question ကတော့ဆရာအမှုတော်ဆောင်ဖို့ပေါ့နော် music နဲ့အဲ့ဒါဂီတာမတီးခင်လားတီးပြီးမှလားတဲ့ကျွန်တော်ကတော့ဟိုအမှုတော်ဆောင်ဖို့တီးတန့်ကြီးကျွန်တော်ရွေးချယ်ရတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်ဂီတာဒီဖျားတောင်းမှာတော့ငယ်ငယ်ကလေးကဟို9တန်းလောက်ကလေးစင်ပေါ်မှာဒီ state ပလင်ပေါ်မှာဆရာတွေနဲ့ကျွန်တော်စီနီယာကြီးတွေနဲ့9တန်း10တန်းလောက်ကလေးလက်တွဲပြီးတီးခဲ့တယ်ဖျားမှုတော်တဲ့ထဲမှာပါဝင်ခဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်ဘဝမှာအဲ့လိုမျိုးဂီတာနဲ့ဖျားတော့ပဲစက္ကပ်မယ်ဆိုတဲ့ဟာမျိုးတော့အဲ့လိုမျိုးသုတ်ချက်ချတာတော့မရှိဘူးကျွန်တော်ကတော့အမှန်တမ်းပြောရင်ငယ်ငယ်ကလေးကကျွန်တော်တို့ IC လို့ပေါ့နော်ကို
လေးဖြူတို့မျိုးကြီးတို့ဆရာချစ်တို့ခွေတွေနားထောင်ရင်းနဲ့အဲ့လိုမျိုးကြီးလာတာဆိုတော့အဲ့လိုမျိုးအပြင်သချင်းတွေလည်းတအားတီးချင်တယ်ပေါ့နော်ရှင်းရှင်းပြောငယ်တုန်းကဆိုဘယ်လိုပြောနိုင်ပဲကြီးချင်တယ်ဗျာနော်နိုင်ပဲကြီးချင်တယ်အမှန်တိုင်းဝတ်ခံမြန်မာပြည်မှာတော်ဆုံးဂီတသမားတယောက်ဖြစ်ချင်တယ်ဆိုပြီးမှဟိုလိုလက်ဆောင်တီးရမယ်ဘာညာမတီးရဘူးဆိုတာတွေမဟုတ်ဘဲနဲ့ကျွန်တော်ဖြစ်ချင်တာပေါ့နော်မြန်မာပြည်မှာကျွန်တော်ကြီးလာကြတယ်မြန်မာပြည်မှာတော်ဆုံးဂီတသမားတယောက်ဖြစ်ချင်တယ်ဆိုပြီးငယ်တုန်းကပေါ့နော်စိတ်ကူးရှင်ပြီးအိမ်မက်ပေါ့ဆိုတော့အဲ့လိုရင်းနဲ့ကျွန်တော်တီးလာရင်နဲ့အမှုတော်မြတ်ထဲမှာလည်းတီးတယ်အပြင်မှာလည်းတီးတယ်ဆိုပြီးမှကျွန်တော်အဲ့လိုမျိုးအမှုတော်မြတ်ထဲမှာလည်းတနိုင်တဲ့လောက်ပတ်ဝန်းမယ်အပြင်ဘက်မှာလည်းကျွန်တော်တီးမယ်ပေါ့နော်ဆိုပြီးဆုံးဖြတ်ချက်အဲ့လိုပဲချတာပါ ဟုတ်ကဲ့ကျေးဇူးပါလက်ခုပ်တီးပြီးတော့မှကျွန်တော်ကျေးဇူးဟုတ်ပြီကျွန်တော်တို့အချိန်ရသေးတယ်နော်ဟုတ်ပြီဆိုတော့ကျွန်တော်တို့မိကွာအရမ်းများတာနော်အခုမှတရွတ်ပဲလွင့်သေးတယ်ဘယ်လိုလုပ်ရမလဲဆိုတော့ short to the point ဟာလားနော် short to the point နဲ့နော်ဟုတ်ပြီကျွန်တော်တို့လည်း short to the point နော်ကျွန်တော်တို့music တမားတယောက်အနေနဲ့ပေါ့နော် worship team မှာပါဝင်တဲ့အသင်းတော်ထဲမှာပါဝင်တဲ့လူတယောက်အနေနဲ့ဆယ်ဖို့တဖို့ပေးတင်လားမပေးတင်ဘူးလားအဲ့ဒါမေးထားတယ်အဲ့ဘာသူဖြစ်မလဲဆရာမုံပွေဆရာမုံပြောလိုက်ပါ ဖြည့်သိဟိုပါပေးသိမပေးသိတော့ဟိုအဲ့လိုပြောတာတဲ့ကျွန်တော်တို့ပုံမှန်ပေးပါတယ်ကျွန်တော်တို့ပုံမှန်ပေးတယ်ဟိုဟာပြေကျွန်တော်ဒီကဟိုအမှုပညာကြီးရရင်လည်းပေးတယ်ထားလိုက်ပါတော့ဟို10ကနန်းရရင်လည်းပေးတယ်တကြိုက်ရရင်လည်းဖယ်ပေးတယ်လိုမျိုးအရင်တော့လွယ်ဖျားချောင်းတွေဟိုလမ်းစိတ်ပေးတယ်1000ဆိုရင်လည်းကျွန်တော်100ဖယ်ပေးတယ်အဲ့ဒါကတော့ဆယ်ဖို့တဘောတော့ကျွန်တော်ကတော့ပေးသိတယ်လို့ကျွန်တော်ခံယူထားပါတယ်โอเคလက်ခုပ်တီးပြီးတော့မှကျွန်တော်ကိုအော်ပါလေးနော်ဟုတ်ပြီခဏလေးကျွန်တော်က2016မှာ full time member ဝင်တယ်ကျွန်တော်တင်းတော်မှာကျွန်တော်တင်းတော်ကိုကျွန်တော်အဲ့လောက်ထိလူအနေနဲ့တန်ဖိုးမထားတတ်ဘူးဒါပေမဲ့ကျွန်တော်အဲ့တုန်းကဆိုခရီးသွားတယ် depression နဲ့ဆက်ထမ်းတော့လိုက်သွားတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီ2019မှာကျွန်တော်အတင်းတော်ကိုကျွန်တော်တန်ဖိုးထားတတ်ချင်တယ်ကျွန်တော်ကျွန်တော်ရဲ့ဆရာသမားဆရာမတွေကိုတန်ဖိုးထားတတ်ချင်တယ်ကျွန်တော်အဲ့ဒီနှလုံးသားရချင်တယ်ဆိုပြီးတော့မှကျွန်တော်ကိုရောကျွန်တော်ဆယ်ဖို့တဲ့ပုဂ္ဂိုလ်ကျွန်တော်မှန်ပေးမယ်ဆိုပြီးတော့ကျွန်တော်2019မှာဆုံးဖြတ်ချက်ချလိုက်တယ်ပေါ့နော်ချတယ်ပြီးတော့မှအဲ့တုန်းကဆိုရင်ဆယ်ဖို့တဲ့ပုဂ္ဂိုလ်ပေးတဲ့လူကရေးထားတာကိုလူတိုင်းတည်တဲ့ဟာဆိုတော့သူက1000ရရင်လဲ1000 3000 5000ရလဲ9000ပေါ့နော်အဲ့လိုပေးတဲ့အခါမှာရှက်တော့ရှက်တယ်ဒါပေမဲ့ပုံမှန်လေးပေးသွားတဲ့အခါမှာနံပါတ်1အတင်းတော်ချစ်တတ်တယ်ပေါ့နော်အတင်းတော်ကိုတန်ဖိုးထားတယ်ပြီးတော့မှဆရာသမားတွေနဲ့ဆရာမတွေနဲ့ပေါ့နော်ကျွန်တော် senior pastor မှုတော်ဆောင်တွေလည်းတန်ဖိုးထားတတ်တယ်အတင်းတော်ကိုတန်ဖိုးထားတတ်တယ်အဲ့မတိုင်ခင်တော့ဘယ်သူကမှလာပြောဒီလိုပြောတာမဟုတ်ပဲပြင်မဲ့လဲကိုအတင်းတော်ကိုအဲကြောင့်ကျမ်းစာထဲမှာပြောထားတာကိုဘန္တာရှိတဲ့နေရာမှာနှလုံးသားရောက်မယ်ဆိုတော့ကိုပေးတဲ့ဆယ်ဖို့တဖို့ရောက်တဲ့နေရာမှာကိုအတင်းတော်ကိုတန်ဖိုးထားတတ်တယ်ကိုစီနီယာပါစတာတွေနော်ဆရာမတွေတန်ဖိုးထားတတ်ပြီးတော့မှအတင်းတော်ကိုတန်ဖိုးထားတတ်အောင်ကျွန်တော်ပေးလိုက်တာဖြစ်ပေမဲ့ဖခင်နှလုံးသားကိုတို့ထိပ်ပြီးတော့မှအခုကျွန်တော် Grace အတင်းတော် worship pastor ထိဖခင်ကပို့ဆောင်ပေးတဲ့အရာကဆယ်ဖို့တဖို့ပေးခြင်းကနေစပြုတယ်လို့ကျွန်တော်ပြောချင်တယ် Thank you အာမင်ကျေးဇူးတင်ပါတယ်ဆရာတို့အမှုတော်စက္ကတ်တဲ့အချိန်မှာပေါ့နော် music player တယောက်အနေနဲ့ပေါ့နော်အမှုတော်မြတ်ထဲမှာပါဝင်တဲ့ခါမှာအကြီးဆုံးအဟံတာအခက်ခဲကဘာဖြစ်မလဲတစ်ချက်ပဲဖြည့်မယ်ဆိုရင်ပေါ့နော်အငယ်ဆုံးတော့သူ music အချင်းလားဟုတ်တယ် music player တယောက်အနေနဲ့ပေါ့နော် အချင်းပေါ့နော်အစီခံဖို့ရန်အတွက်အခက်ခဲဆုံးအဟံတာဖြစ်တဲ့အရာကဒါတော့နည်းနည်းဝါဆိုင်မလာမလို့တေး skill မရှိချင်းပေါ့နော်နှလုံးသားမပါချင်းပေါ့နော်နှလုံးသားမပါဘဲနဲ့လောက်သွားရင်တော့ဒါတော့ဖျားလက်ခံမှလည်းမဟုတ်တလို့ပြီးတော့မှဆရာသမားတွေ leader တွေလည်းကြိုက်မှမဟုတ်ဘူးနှလုံးသားမပါချင်းပေါ့နော်အဲ့ဒါပဲဖြစ်မှာထင်တယ်ကျေးဇူးတင်ပါတယ်ဆရာဆိုတော့အသင်းတော်မှာရှိတဲ့ worship ဘိုင်းမှာပေါ့နော် worship team တွေအထူးသဖြင့်ဆရာတို့က music ဘိုင်းပေါ့နော် musician တွေ worship တွေကိုအသင်းတော်နေနဲ့ဘယ်လိုမျိုး supporting ပေးမယ်ပေါ့နော်ဘယ်လိုမျိုးထောက်ပံ့ပေးရင်ကောင်းမလဲဆိုတာဆရာတို့အမြင်လေးတစ်ချက်နှစ်ချက်လောက်ပြောနိုင်မလားအသင်းတော်အနေနဲ့ပေါ့နော်
worship team musician တွေကိုဘယ်လိုမျိုးကျွန်တော်တို့ထောက်ပံ့နိုင်မလဲဘယ်လိုမျိုးကိုပံ့ပိုးပေးနိုင်ကောင်းမလဲဆိုတာ idea လေးပေးပါအောင်အသင်းတော်ကိုပေါ့နော် အသင်းတော်ကအလားဒါမှမဟုတ်ပါစတာတွေကလားအဲ့လိုမဟုတ် အဲ့မော်အသင်းတော်ပါစတာလူကြီးတချို့ကပါစတာကြီးတယ်တချို့ကလူကြီးကြီးတယ်ဆိုတော့မတူဆိုတော့အသင်းအုပ်ပေါ်မှာအုပ်တာရှိသေးတယ် အသင်းတော်ကနေဒီ worship team ကိုကျွန်တော်အသင်းတော်နဲ့ကျွန်တော်ဥပမာပေးချင်တယ်ကျွန်တော်ပါစာကကျွန်တော်ကိုစိတ်ကြိုက်ဖျားဖွင့်ပြတဲ့အတိုင်းဦးဆောင်ဆိုပြီးတော့မှကျွန်တော်အပ်လိုက်တယ်အတဲ့ခါမှာကျွန်တော်ကိုယ်တိုင်လဲကျွန်တော်အကြိုက်နဲ့မဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော်တို့ဝိညာဉ်ကောင်းဆောင်လဲအများကြီးရှိတယ်ကျွန်တော်တို့မှာထိုတူတွေနဲ့ကျွန်တော်နေ့တိုင်းမဟုတ်ရင်တော့မှကျွန်တော်တပတ်တစ်ခါစသဖြင့်ပေါ့နော်ကိုတောင်းတတ်ခိုင်းတယ်ပြီးတော့မှအဲ့လိုမျိုးသွားတဲ့ခါမှာအမားယွန်းလေးတွေတော့ရှိတတ်တယ်ပေါ့နော်လို့ဖြစ်တဲ့လျော့ဒါမဲ့ဒီယာရီကိုsenior pastor ကိုတိုင်ကလဲကျွန်တော်ကို mentoring လုပ်ပေးတယ်ပြီးတော့ minister ဆရာမတွေကလည်း mentoring လုပ်ပေးတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်အဲ့လို support လုပ်ပြောတော့ခါမှာငွေကြီး speaker ဝယ်ပေးပါ mic ဝယ်ပေးပါအဲ့ဒါမဟုတ်ဘဲနဲ့နှလုံးသားကနေပေါ့နော်ကျွန်တော်တို့ ਨੇ အတူပါရှိပါတယ်ဆိုတဲ့နှလုံးသားနဲ့ကျွန်တော်တို့ကိုအမြဲတမ်းရှိနေပြီးတဲ့ခါမှာတော့ကျွန်တော်တို့ဒီ ministry ကပို့ပြီးတော့တိုးတက်တဲ့ကောင်းချီးဖြစ်တယ်ပေါ့နော်အဲ့ဒါလည်းပြောချင်ပါတယ်ကျွန်တော်တို့ဒီငွေကြီးပိုင်းပဲမဟုတ်ဘဲနဲ့ပစ္စည်းဝယ်ပေးတာဒါတော့ support အဲ့လောက်ဒါတော့တကန်တာတပိုင်းတစားပဲရှိတယ်ပေါ့နော်ဒီຢာတွေကအထူးသဖြင့်ကျွန်တော်အသင်းတော်ကနေအားပေးစကားလဲလိုတယ် musician ဆိုတာကသူတို့ကပေးဆိုင်ရတာဖြစ်တယ်အစောဆုံးရောက်တယ်နောက်ကျမှပြန်သွားတာလူတွေဖြစ်တဲ့အတွက်ကြောင့်ပင်ပန်းတယ်ပြီးတော့ငွေကြီးကုန်ခံပြီးတော့မှသွားရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကျေးဇူးတင်တယ်ပါဝင်ပေးလို့ကျေးဇူးတင်တယ်အစီခံပေးလို့ကျေးဇူးတင်တယ်ပေါ့နော်ကောင်းချီးဖြစ်တယ်တချင်းအိုးဆောင်တာကကျွန်တော်အတွက်အားလုံးအတွက်ကောင်းချီးပြစသဖြင့်ပေါ့နော်ခွန်အားပေးတဲ့စကားကိုများများပြောပြတာကောင်းတယ်ဘာလို့ဆို worship တကယ်အိုးဆောင်တဲ့ခါမှာလေတခါတလေ anointing ရှိတဲ့ခါမှာတခါတလေအရန်ဆင်ပေးတဲ့အချိန်ရှိတယ်လို့လုံးဝအဆင်မပေးတဲ့ချိန်ရှိတယ်အဲ့ဒီချိန်မှာတယောက်ကနော်ဒီနေ့ခွန်အားရတယ်ဆိုတဲ့ note set နော်ဒီတခါဒီစကလုံးတစ်လုံးဟာကျွန်တော်တို့အတွက်ရှေ့တိုးဖို့ရန်အတွက်ပိုကောင်းဖို့ရန်အတွက်ခွန်အားဖြစ်တယ်ပေါ့နော်ဆိုတော့အတင်းတော်မှာစီခံတော်တော်တွေကငါနင်းတော့ဒီလိုဖြစ်တယ်ဆိုတာထက်ဆိုင်ရင် positive view အနေနဲ့ကျွန်တော်စကားပြောပြမယ်ဆိုရင်တာရွက်သူတို့ကရှေ့တိုးဖို့ရန်အတွက်အောင်မြင်ဖို့ရန်အတွက်ကောင်းချီးဖြစ်မယ်ဆိုတာကိုကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်လက်ကိုတီဩပါလေးချင်းမြပါဦးဟုတ်ပြီဆိုတော့ဟို music ဒီဆရာတို့ the present band မှာပေါ့နော် teamwork ကိုဘယ်လိုတည်ဆောက်လဲအချင်းတွေပါ arrangement တွေပါလုပ်တယ်ဆိုရင်ဘယ်လိုမျိုး teamwork စိတ်ဆိုးတာတွေစိတ်ကောက်တာတွေရှိဘူးမှာပေါ့နော်ရှိဘူးခဲ့တည်ရှိတော့အဲ့ဒါတွေဘယ်လိုမျိုးမရှိအောင်ဘယ်လိုမျိုးကျွန်တော်တို့ထိန်းလဲ teamwork ကိုဘယ်လိုတည်ဆောက်လဲပြီးတော့ခါမှာနံပါတ်1ကတော့အဲ့လိုမျိုးကိုစောဖြစ်ပါတယ်နော်ကိုစောဖြစ်ပေးပါအောင်နော်အဲ့ဒီပိုင်းကျတော့ကျွန်တော်ပြောလိုက်မယ်နော်ဆရာကျွန်တော်တို့ဒီလိုတစ်ခုတော့ဖြစ်ဘူးဝိညာဉ်ဖခင်ပေးလိုက်တာတစ်ခုတော့ဖြစ်ဘူးဝိညာဉ်ကောင်းဆောင်တစ်ခုတော့ဖြစ်ဘူးကြတယ်ကျွန်တော်တို့စေမုံမှာတီးနေနေပေါ့နော်အခုစေမုံတောင်ကဟိုပါပေါ့သူ MD လောက်တယ်ဟိုအဲ့နေ့ကဘာဖြစ်လဲတော့မသိသူလည်းအလုပ်တွေအရင်ရှုပ်နေတော့ကော့တွေမပြောအခောက်ရည်တွေမပြောတကယ်ပွဲကြီးပေါ့နော်အစီအစဉ်ကြီးမှာအဲ့နဲ့ဆရာကကျွန်တော်လမ်းអော်တာအခုစော်လိုက်တော့မသိဘူးလားဘာညာပေါ့နော်ကိုအောင်အဲ့လိုပြောတတ်တာဩလူစုံတော့ရှင်းပြတာစိတ်ဆိုးမဟုတ်ဘူးလားအဲ့ဒါနဲ့ကျွန်တော်စိတ်ထဲမှာရုပ်တရက်ဆိုတော့လေအစီအစဉ်လည်းရမ်းကြည့်တော့အောက်မှာလည်းပြိသက်ကထောင်ချီရှိတယ်လေနော်အေးပေါ့သူအနေနဲ့ကျတော့စိတ်ထဲမှာအရန်စိတ်ဆိုးသွားတယ်ကျွန်တော်လည်းစိတ်ထဲမှာရုပ်တရက်ပေါ့နော်အဲ့နဲ့မဟုတ်ဘူးတချင်းကဘယ်အခောက်သွားနေမှငါမသိဘူးသူပြောတာဟုတ်သိရမယ်လေသိရမယ်ပါငါသူကလည်းစိတ်တွေတူနေဘာအစင်မပြေတာလဲတော့ကျွန်တော်မပြောတော့အားနဲ့ကျွန်တော်တို့လည်းအိမ်ကအမျိုးသမီးနဲ့အစင်မပြေတော့တယ်နဲ့ဟိုအဲ့ဒီထမင်းမစားသေးလားဩဖြစ်တတ်တယ်နော် teamwork ထဲမှာလည်းနော်အဲ့လိုလေးပေါ့နော်ဖြစ်တဲ့အခါမှာကျွန်တော်လည်းစိတ်အရန်ဆိုးတယ်ကျွန်တော်လည်းတော်ဒါသူလည်းသိတယ်အဲ့တော့ကျွန်တော်လည်းအဲ့ဒါနဲ့စကားမပြောတော့ကျွန်တော်အရင်စိတ်ဆိုးပြီးတော့ဘာမှမပြောတော့အဲ့ချိန်ကျွန်တော်ငြိမ်နေလိုက်တယ်ခုမှသိတာလေကဲဟုတ်ပြီမဟုတ်ဘူးငါဘယ်တချင်းအခောက်ရည်ဘယ်ကိုသွားမှမသိဘူးလို့ပြောတဲ့အခါမှာသူကလည်း
အမဟုတ်တီးရမယ်ဘာညာအဲ့လိုပဲဖြစ်နေတာပေါ့နော်အဲ့ဒါကျွန်တော်ဘက်ကတကယ်တော့တယောက်ကစိတ်ဆိုးတယ်ဆိုရင်တယောက်ကငြိမ်ပေးလိုက်တာလေအဲ့မင်္ဂလာရှိတယ် ဝါနော် တယောက်ကသီးခံတဲ့သဘောပေါ့နော်ဘာကြောင့်လဲဆိုတော့ပွဲအကြီးရှိတယ်လေနော်ကျွန်တော်ကပါပြန်စိတ်ဆိုးမယ်ဆိုရင် သွားပြီလေ ပုံသက်တည်မကောင်းတော့ဘူးအဲ့အချိန်မှာနော် yes ကျွန်တော် musician တွေအနေနဲ့ worship တွေမှာပါဝင်တဲ့သူတွေအနေနဲ့ပေါ့နော်ဒါလေးတွေကျွန်တော်သိစေချင်တာအဲ့ခါမှာပြီးရတယ်ကျွန်တော်လည်းစိတ်ကမပြောအောက်ဆင်းသွားလိုက်တယ်ကိုယ်ဝက်ထိုင်နေတော့သူပြောပြတယ်ဟာမင်းတို့အဲ့လိုတွေဖြစ်နေကြတာလားပေါ့သူကလည်းမသိသူကဘာမှတိတ်စိတ်ဝင်စားဘူးသူကလည်းတိတ်စိတ်ဝင်စားတယ်ဆိုတော့သူအတွေးနဲ့တူထိုင်နေအော်လာတယ်မင်းတို့လိုဖြစ်တာလားပေါ့အဲ့ကျွန်တော်လည်းပွဲမစသေးဆို worship မစသေးစိတ်ကဘလို့မလွတ်မြောက်အောင်အဲ့နဲ့ဖုန်းမှာစာဝင်လာတယ်ဆရာကပြန်ပြောတယ် sorry ပါတဲ့ခုနအဲ့လိုဖြစ်သွားတယ်ပေါ့နော်ချက်ချင်းကျွန်တော်တို့ဘာမှဖြစ်ပြီးတော့ပခုံးဖက်ပြီးတော့မှုတ်သွားစားကြတယ်ပြီးသွားပြီလေဟူးအဲ့ဒီနေ့ပြောရဲဆိုတာကျွန်တော်စိတ်ထဲမှာအဲ့ကိစ္စရှိလို့မဟုတ်ဘူးဒီကလူတွေခွန်အားပေးချင်တာစိတ်ထဲမှာဘာမှမထားနိုင်လေကိုညီကိုတွေပဲဖြတ်တန်းလာခဲ့တာ10နှစ်9နှစ်လောက်10နှစ်ပေါ့အခုဆိုရင် ဟုတ်တယ်နော် အဲ့ဒီအချိန်ကာလတစ်ခုလောက်ရှိလာပြီဆိုတော့လေနော်အဲ့လိုမျိုးအဲ့စကားတွေကိုတိမ့်ထားပြီးတော့မှတွေးပြီးခံစားနေတာမျိုးမဖြစ်ဘဲနဲ့အကယ်၍တယောက်ကအဲ့လိုဖြစ်တဲ့အခါမှာတယောက်ကပြန်ပြောလိုက်ခြင်းအဖြစ်စိတ်ပြေသွားပြီနောက်နေ့ကျွန်တော်တို့ဈေးတူသွားဝယ်ကြတယ်အေးဆေးပဲအခုတည်းလေ ဝါ အဲ့လိုဖြစ်သွားကြတာ ကျေးဇူးများတင်ပါတယ် အဲ့လိုတစ်ချက်လေး ဟုတ် ခုနမတိလိုက်ဘူးဆိုတော့စိတ်ဝင်မစားတာမဟုတ်ပါဘူးလို့ဒီဘန်တဲ့တော့အောင်လုံးကျွန်တော်စိတ်ဝင်စားပါတယ်ဟိုဂယူးဆိုင်တာပြော ဒီအော်အေးအဲ့လိုလုပ်ပါ အဲ့တော့မတိလိုက်တဲ့အကြောင်းကလက်ချက်တက်ထားတော့လေ ဩ လက်ချက်ဘာမှမသိဘူးလေဘာမှမကြောက်အဲ့လိုမျိုးလိုက်တင်းလည်းမောင်နေတဲ့ခါကျသူတို့ဘေးနားမှာဖြစ်နေတဲ့ဟာဆိုတော့အဲ့ဒါကြောက်ပါလို့ဝမ်းမနေပါနဲ့လား အေးဆေး ဖြေလိုက်ပြီနော်အကုန်လုံးဖြေလိုက်ပြီနော်ဆိုတော့ကျေးဇူးများတင်ပါတယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ team work ထဲမှာပေါ့နော်တယောက်နဲ့တယောက်ခုနကိုစောပြောသလိုပဲကျွန်တော်တို့ဒီဟာလေးတွေကအသစ်သေးလေးဆိုပေမဲ့ပေါ့နော်ဒီဟာကအရန်ကိုကျွန်တော်တို့အတွက်အသင်းတော်ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ band တွေထဲမှာအရန်အရေးကြီးတဲ့လုပ်ငန်းထဲမှာပဲဖြစ်ဖြစ်ပေါ့နော်အရန်အရေးကြီးတဲ့အရာဖြစ်ပါတယ်ဆိုတော့ band arrangement ကတော့ကျွန်တော်တို့အားလုံးလုပ်တယ်နည်းနည်းလေးအစို့လေးတွေเนาะ unison လေးတွေပါလာပြီဆိုတော့ဆရာအောင်လုပ်တယ်ဟုတ်တယ်ကောင်းကန်ကောင်းကြီးတော့နည်းနည်းခက်တဲ့ပါလာတော့သူပဲ ဆက်အောင်နော်ဟုတ်ပြီဆိုတော့ဒီမှာတစ်ခုကနော်အဲ့ဒါသူတို့နဲ့မဆိုင်ကျွန်တော်နဲ့ဆိုင်မယ်ထင်တယ်worship leader ကားတဲ့ backup လုပ်လို့ရပါသလားတဲ့ဖြေပေးပါရပါတယ်အာမင်ဆရာထောင်တောင်လည်း backup လုပ်နေပါတယ်ဥပမာတဲ့ကွာဖြည့်ရှင်းလိုက်ပြီနော်ဆရာထောင်တောင်လည်း backup လုပ်ပါတယ်ကျွန်တော်တို့လည်း backup လုပ်ပါတယ် pastor ဖြစ်ပေမဲ့လည်းလိုအပ် backup သွားဆိုရပါတယ်လိုအပ် music သွားသိရပါတယ်နော်leader ဟိုမရှိပါဘူးကျွန်တော်တို့အားလုံးဟာချီးမွမ်း worshipper တွေဖြစ်တယ်ဆိုတာကျွန်တော်ဆရာတွေကိုစားနော်ဖြည့်ပေးပါတယ်လို့တရွတ်ပြီးပြီနည်းနည်းချမ်းလာတော့မယ်နော်အချမ်းစရာတွေလာတော့မယ်ဟုတ်ပြီကိုစောမိမဘယ်တော့ယူမှာလဲဘာလဲမကြခင်ပေါ့ မကြခင် အချိန်အတော်တွဲ တော်စိတ်ဝင်စားကြတယ်နော်ဆရာအောင်ကဂီတာ brand ပါကြိုက်လဲအကြိုက်ဆုံး brand တစ်ခုပဲဒီမှာမေးထားတာနော်တကယ် crazy တွေ ဝယ်ပေးပါလား ဒီစာအုပ်ပိုင်ရှင်ဘာတူလဲထွက်လာခဲ့ဟောမောင်နော်ဝယ်ပေးမယ်တဲ့လက်မြောက်နေတယ်ဝယ်ပေးမလားတဲ့ဝယ်ပေးမလား အမှန်တိုင်းဝင်ခံရရင်တော့အကြိုက်ဆုံးတော့မရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကဂီတာအမျိုးပေါင်းစုံတီးရတယ်နော်ဂီတာအမျိုးဆိုတာဥပမာ praise and worship တီးရတယ်အပြင်ဘက်မှာဆိုရင် rock တွေတီးရတဲ့အချိန်ရှိတယ်နောက်အချိုဒီလိုဒီတိုင်းပြောမယ်ဆိုအချိုချမ်းပေါ့နော်အချိုချမ်းချင်းကန်စအကုန်လုံးပေါ့ဂီတာမျိုးပေါင်းစုံတီးရတော့တစ်မျိုးတည်းသွားရွှေ့လို့တော့မရဘူးပေါ့နော်ဆိုတော့ကြိုက်တာတော့အကုန်ကြိုက်တယ်ဆိုတော့လောဆယ်အိမ်မှာလည်းဟိုဂီတာကတော့9မျိုး10မျိုးလောက်ပေါ့နော်ရှိတယ်ဆိုတော့အဲ့လိုဆော့မြဲတော့မရှိဘူးဒါပေမဲ့တော်တော်များများတီးဖြစ်အခုလက်ရှိကျွန်တော်သုံးတဲ့ထဲမှာတော့တော်တော်များများကျွန်တော်အတီးဖြစ်ဆုံးကတော့ Ibanez ပေါ့နော် Ibanez ကတော့တော်တော်များများအတီးဖြစ်ဆုံးဂီတာလို့ပဲပြောမှာပေါ့နော်ကြားတယ်နော်ညီလေးကျေးဇူးတင်ပါတယ်ဟုတ်ပြီဒီနောက်နှစ်ခုကတော့ကျွန်တော်ပဲဖြေလိုက်မယ်
ဆရာမုံတောင်နေကောင်းပါတယ်ဆရာမုံဘွေချစ်တယ်နော်အဘွားတဲ့အမြဲတမ်းအားပေးနေတယ်တဲ့နော်တန်ရှင်းသောနန်းချင်းပါရေးတဲ့အတိုင်းနော်အဲ့ဒါတော့ကိုမုံဘွေလေတော်သေးတယ် तू ထင်သွားတာထင်တယ်ကိုစောမဟုတ်ဘူးကိုစောအောက်ကတငယ်ချင်းနဲ့နောက်တာပါနော်ဟုတ်ပြီthe present band ဆရာတို့ထံမှမိုက်တယ်နော်စာသားအဆင်ပြေရင် music solo ကြားချင်ပါတယ်နော်ရမလားအောက်ကရတယ်လားရတယ်ဘယ်တက်လာခဲ့တေးချတယ်အဲ့လိုရေးတာနော်သူတို့ကကျွန်တော်တို့ကြုံမပြောတဲ့အခါမှာပြင်ဆင်ရတာလေနော် music တစ်ခုဖြစ်လာဖို့ဖန်တီးတယ်ဆိုတာကတော်တော်လေးအချိန်ယူရတာဖြစ်တယ်အများကြီးကျွန်တော်ပြင်ဆင်ရတာဖြစ်တယ်တစ်ခါဆိုရင်ကျွန်တော်တို့တီးတော့ဆိုမလွယ်ဘူးလေနော်အဲ့လိုဆိုတော့ ကျွန်တော်တို့Christmas အခုချိန်က December ဆိုတော့ December instrumental လေးတစ်ခုတော့ပြန်ဆင်ထားတာရှိတယ်ဒီနေ့တော့မတီးဘူးမနေ့ပြန်တဲ့ဘက်က full gospel မှာလာခဲ့ကြပါလို့ကဲဒီစာရွက်ပိုင်ရှင်ကြားတယ်နော်မနေ့ကဖျားเจ้าလာခဲ့ပါဟုတ်ပြီဆိုတော့မနေ့ကမှလည်းတစ်ခါတည်းကြော်ညာလိုက်မယ်နော် beauty ကောင်းရွှေဝင်လိုက်မယ်နော်မနေ့ကမှလည်းဒီနေရာမှာကျွန်တော်တို့အစီအစဉ်ရှိသေးတယ်နော်ဆရာရှိသေးတယ်ဆိုတော့အမှအကန့်အသတ်မရှိလောလောလတ်ချီးမွမ်းမှာဖြစ်တယ်ဒီကအသင်းတော်ကလူငယ်တွေဥဆောင်မှာဖြစ်ပါတယ်အာမင်ဘယ်သူမှလည်းဒေလာဝါလို့အော်ရအောင်ဟုတ်ပြီကျေးဇူးတင်တယ်ဒါပြီးပြီနော်နောက်ဆုံးတစ်ခုပြောရမလားပေါ့နော်အချိန်ရသေးလားမသိဘူးနော်ဒါနော်နောက်ဆုံးတစ်ခုဝိပုကိုးကွယ်ခြင်းပါတဲ့ဒါကခေါင်းဆောင်တယောက်ရေးတာထင်တယ်နော်နည်းနည်းကျမ်းတယ်ဝိပုကိုးကွယ်ခြင်းမှာချီးမွမ်းကိုးကွယ်ခြင်းမှာတီးပြီးတော့တကာလနော်အပြင်ထွက်သွားပြီးနောက်တဲ့တရားဟောပြီးမှပြန်ဝင်လာတာအဲ့ဒါတွေရောဘယ်လိုမျိုးအကြံပေးခြင်းလဲတဲ့ကျွန်တော်တည်တည်ဆရာခိုင်စွန်တို့ဖျားเจ้าမှာလောက်တော့ပေါ့နော်ကျွန်တော်နှစ်ဆက်ကခဲ့တယ်2010ကျွန်တော်ရွာနဲ့တည်တည်မြို့က3မိုင်ဝေးတယ်ဆိုင်ကယ်နဲ့ဆိုရင်15မိနစ်ပေါ့မိနစ်20ဆရာခိုင်စွန်ကပုံမှန်တရားဟောတဲ့ခါမှာတနားကွတ်တိတနားအောက်မဟောဘူးပေါ့နော်ဆိုတော့သူတရားဟောတဲ့ခါမှာကျွန်တော်ရွာခဏပြန်တယ်ဆိုင်ကယ်နဲ့ရွာပြန်တယ်မောဖယားကြောက်ပြန်သွားတာအဲ့လောက်မဟုတ်ဘူးကျွန်တော်ရွာပြန်တယ်လော်ဘောနော်မြို့မကနေရွာပြန်လိုက်တယ်ရွာမှာထမင်းစားတယ်ပြီးတော့ပြန်တက်လာတဲ့ခါမှာဆရာခိုင်ဆွမ်းမပေးသေးဘူးအော်ထခေါ်ခေါ်တဲ့ခါမှာကွတ်တိဒါတော့ကျွန်တော် live ဖြစ်တယ်ဒါမဲ့ကျွန်တော်တခုစဉ်းစားတယ်အဲ့ဒီတုန်းကကျွန်တော်နှလုံးသားနဲ့တီးတာမဟုတ်ဘဲနဲ့ပေါ့နော်ကျွန်တော် music ဝါသနာပါတယ်ဒါပေမဲ့အဲ့ဒီနှုတ်ကပတ်တော်တွေပါတယ်တော့တိတ်မရှိသေးဘူးပေါ့နော်အဲ့လိုဖြစ်တဲ့ခါမှာကျွန်တော်လည်းအဲ့လိုဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော် level ကအစပဲရှိသေးတယ်အဲ့တုန်းကပေါ့နော်ဒါပေမဲ့အခုနောက်ပိုင်းတော့နှုတ်ကပတ်တော်ဝင်ရတဲ့ချိန်မှာတီးခရတာကရတာရှိတယ်ပေါ့နော်အဲ့ဒီနှုတ်ကပတ်တော်တွေကတီးရင်းနဲ့ပြီးတော့မှဂျေဇုတော်အဖြစ်ကျွန်တော်လည်းစက်ကပ်ထားတယ်ကိုရောကျွန်တော်လည်းတချင်းရေးချင်တယ်ပေါ့နော်အဲ့လိုနိုင်ငံခြားတချင်းရေးတဲ့ဆရာတွေရဲ့တက်တေခံချင်းတွေကြီးတဲ့အခါမှာနှုတ်ကပတ်တော်အနေပဲရေးတာဖြစ်တယ်ဆိုတော့ဒီနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တီးခတ်တဲ့အခါမှာအမြိုက်တန်စင်တွေအမြိုက်ထွက်တယ်ဒီຢာတွေကိုဖုန်းနဲ့ record လုပ်တယ်ကျွန်တော်ပြန်ရေးဖြစ်တဲ့တချင်းတချို့ရှိတယ်မကြခင်လာမှာဖြစ်တယ်ဆိုလို့ရှင်တဲ့သဘောကရွာပြန်လောက်အောင်ပေါ့နော်ရွာထိရောက်သွားနိုင်အောင်ကျွန်တော်ရဲ့ spiritual level ကလေနှုတ်ကပတ်တော်မှာစာငါတီးတဲ့ချိန်မှာတော့ဒီလိုကျွန်တော်ကိုယ်တိုင်လည်းဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီကနေနောက်တစ်ဆင့်သွားမယ်ဆိုရင်အဲ့ဒီနှုတ်ကပတ်တော်ကိုတန်ဖိုးထားတတ်လာမယ်ဆိုရင်ဖခင်ရဲ့ချီးမြှောက်ခြင်းက step by step တက်လာမှာဖြစ်တယ်ဆိုတာအဖြစ်ရှိတယ် wow ကျေးဇူးအများကြီးတင်ပါတယ်ဆရာအရန်ကောင်းပါတယ်နော်ဆိုတော့ဒါက by name နဲ့မေးထားတာဖြစ်တယ်ဒါဆရာမုံတောင်ပဲထပ်ပြီးတော့မှကျေးဇူးပြုပြီးဖြည့်ပေးပါတဲ့နော် by name နဲ့မေးပြီးတော့ဗောနော်ဟိုmusic မှာလည်းပါဝင်တယ် media မှာပဲဖြစ်ဖြစ်တင်းတော်ရဲ့ကဏ္ဍတွေမှာပါဝင်တယ် complaint တွေအများများတယ်အဆင်မပြေတာအများများတယ်ခက်ခက်ခဲခဲနဲ့ပါဝင်ပေမဲ့လည်းခုနလိုပေါ့နော်အတိမတ်ပြုတ်ချင်းတွေအများနေတဲ့အခါမှာစိတ်ထဲမှာစိတ်
စိတ်ထဲမှာပေါ့မကောင်းဘူးပေါ့နော်အဲ့လိုဖြစ်တယ်အဲ့လိုနေရာတွေမှာတီးခံပြီးတော့မှစက်ကတ်ရမလား idea ပေးပါ ကျွန်တော်တော့အများကြီးစောက်ဖတ်ပြီးတော့မှလူတွေကိုတင်ပေးတာတော့ကျွန်တော်အရင်တော့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အသက်တာထင်ကျွန်တော်လုံနိုင်လို့မဟုတ်ပြီမဲ့ဖျားပို့ဆောင်ပေးခြင်းအဲမှာကျွန်တော်သွားတဲ့အခါမှာဒီနေ့ထိကျွန်တော်ကိုအတင်းပြောပြီးတော့မှအတင်းတော်ကနေအတင်းပြောပြီးတော့မှတငယ်ချင်းတွေကကျွန်တော်ကိုမဟုတ်တဲ့ဟာတွေပေါ့နော်အဲ့လိုမျိုးအလေးမထားခြင်းတွေကျွန်တော်ဘဝမှာမရှိတလောက်ဖြစ်တယ်ပေါ့နော်ဒီဂျာရီကိုကျွန်တော်တည်တဲ့အခါမှာနံပါတ်1ကျွန်တော် calling ကျွန်တော်တည်တယ်ကျွန်တော်ခေါ်ခြင်းကဒီထဲမှာ music တေးခတ်ခြင်းအပြင်ပြကကျွန်တော်ကိုခေါ်တယ်လို့ခံယူလိုက်တဲ့နောက်ပိုင်းလေလူတွေကဘာပဲပြောလေကိုဆောင်ပြောတာပြောကိုကခုနကိုစောနဲ့ကိုမုံဘက်ကတတိမထားမိတလို့ပေါ့တရားကျွန်တော်ဘေးနားမှာဘယ်တော့ပဲဆိုငင်တန်နေရှိနေပါစေကျွန်တော် calling ကျွန်တော်တီးခတ်ရမယ်ကျွန်တော်တာဝန်ကျွန်တော်တီးတဲ့ခါမှာကောင်းချီးဖြစ်တယ်အဲ့ဒီရာကကျွန်တော်ကိုယ်တိုင်နံပါတ်1တည်တယ်ဒုတိယအနေနဲ့လူတွေကလည်းအတိမတ်ပြုတ်လာတယ်ဆိုတော့ကျွန်တော်ဒီမှာအားပေးချင်တာကကိုယ့်အားနဲ့ချက်ရှိလို့လူတွေကလည်းဆုံးမတာလည်းဖြစ်နိုင်တယ်ပေါ့နော်အတင်းပြောတာလည်းဖြစ်နိုင်တယ်ပြီးတော့မှဒီຢာတွေကိုကျွန်တော်ပြုတ်ပြန်ဖို့ရန်အတွက်ပေါ့နော်ခံယူမယ်ဆိုရင်တကက်ခြေလမ်းပဲ stepping stone ပဲဖြစ်တယ်ပေါ့နော်ဒီຢာတွေကိုအားပေးချင်တဲ့နောက်တော့မီဒီယာအထူးသဖြင့်မီဒီယာပိုင်းမှာတော့လကောင်းဒီကတော့အခုမှစပြီးတော့မှလူတွေရဲ့အိုးစားပေးခြင်းလူတွေရဲ့ချီးမြှောက်ခြင်းခံခြင်းနဲ့ဆိုရင်ဒါမဖြစ်တဲ့ဘူးလေနော်ဖခင်ကလည်း100%အလုပ်လုပ်တဲ့ဖခင်ဒါဖခင်ကသူရဲ့ justice အရင်ဖြစ်တယ်ကျွန်တော်ရင်းချက်မချင်းဖခင်ကလည်းလူတွေကိုချီးမြှောက်တာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကြိုတင်တည်ထားဖို့ပေါ့နော်ကျန်းစာထဲမှာချီးတဲ့ခါမှာအများကြီးရှိတယ်ဒီချီးမြှောက်ခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်နင်းချက်တဲ့နှလုံးသားနဲ့ဖခင်ကိုချစ်တဲ့နှလုံးသားနဲ့အဲ့ဒီနှလုံးသားနဲ့အစီခံမယ်ဆိုရင်ဘုရားကလည်း skill ပေးနိုင်တယ်ကျွမ်းကျင်မှုတွေလည်းဘုရားကပေးနိုင်တယ်ဒီနေ့လူတွေကကိုယ့်အလုပ်ဖော်ဆောင်ဖြစ်တဲ့ဒီလိုမျိုးစကားရှိနေတယ်ဆိုရင်ဒီနေ့ကျွန်တော်ကိုအရင်ဆုံးပြုတ်ပြန်ပြီးတော့မှကိုယ့်အားနဲ့ချက်troubleshooting ပြန်လုပ်ဖို့လိုတယ်ပေါ့နော်ကိုယ့်အားနဲ့ချက်ကိုပြန်သုံးသပ်ပြီးတော့မှကျွန်တော်ဒီနားမှာအားနေတယ်အများကြီးကိုအတွက်ယူလိုက်မယ်ဆိုရင်ဒီຢာတွေကလေနောက်တစ်ဆင့်သွားဖို့ရန်အတွက်လေကာstep ပဲပေါ့နော်အားပေးခြင်းနဲ့စိတ်တမချပါနဲ့ဒါမဲ့ဒါတော့ကျွန်တော် personal ပေါ့နော်တုံးပြန်ဖို့ဖြစ်တယ်ဒါမဲ့ဒီလူငယ်တယောက်အတွက်နော်စိတ်တချနေတဲ့ချိန်မှာဒီຢာတွေကိုပြောတဲ့အခါမှာလဲသူ့အတွက်လည်းကြီးဖြစ်နိုင်တယ်ဒါမဲ့ကျွန်တော်အားပေးခြင်းတာကကျွန်တော်တို့ကိုယ့်ရဲ့အားနဲ့ချက်တွေကိုပြန်လဲပြီးတော့မှဖျားစီမှာပဲကျွန်တော် recording ဆောက်ဝန်တာ2010နေပါဟုတ်တယ်လုံးဝslow တချင်းလုံးဝမတီးနိုင်တဲ့ခါမှာကျွန်တော် drum room မှာတွားလိုက်တယ်ကျွန်တော်တငယ်ချင်းတွေကလည်းကျွန်တော်နည်းနည်းလေးဟာတာလုပ်နေတယ်ဗောနော်ဒါမဲ့ကျွန်တော် drum room မှာတွားတယ်ကိုတော့မဆပါဒီ metronome ကိုလိုက်နိုင်အောင်ကျွန်တော်ကောင်းချေးပေးပါဆိုတောင်းတယ်အဲ့တော့ဆိုရင်ဆရာတင်ခါရတော့ကိုတွန်းပေးတော့ဆရာကလန်းမရှိတဲ့ဆရာမဆန်တော်မြတ်တချင်းဟုတ်တယ်ဆိုတော့ကျွန်တော်ဆိုတောင်းတော့ကိုတော့ကျွန်တော်မတတ်နိုင်ဘူးကျွန်တော်ရအောင်ဒီ metronome လိုက်နိုင်အောင်ကောင်းချေးပေးပါကျွန်တော်ဆိုတောင်းလိုက်တဲ့အခါမှာဒီတချင်းကကျွန်တော်အတွက်တကယ်မတ်တိုင်တစ်ခုအနေနဲ့ဖျားကတောင်းပြတဲ့ဒီတချင်းကslow တချင်းတဲ့ album တော့ကျွန်တော်ဖျားကအဆုံးထိတီးနိုင်ခွင့်ပေးတယ်ပြီးတော့ဒီနေ့ထိကျွန်တော်တီးထားတဲ့တချင်းတွေအများကြီးပေါ့နော်ကျွန်တော်ကိုယ်တိုင်အဲ့လိုဖြစ်မယ်တော့ကိုလည်းမခံစားဘူးပေါ့နော်မမျော်လင့်ရဲဘူးဒါပေမဲ့ကိုယ့်ရဲ့အားနဲ့ချက်ကိုတီးပြီးတော့မှဘုရားကိုလည်းအားကိုပြီးတော့ဆိုလည်းတောင်းပြီးတော့မှကိုယ်တိုင်လည်းကြိုးစားပေါ့နော်ဒီຢာတွေကိုကျွန်တော်ပြုတ်လို့မဲ့ဆိုရင်ဘေးနားမှာနော်လူတွေကကိုယ့်ရဲ့ဖွဲ့စည်းတွေထဲမှာနော်လီဒါတွေရဲ့ဆုံးမတုံတင်ပေးခြင်းဟာတကယ်လူတွေကကိုနော်တိုးတက်စေခြင်းလို့ဒီလိုမျိုးအားပေးတာဖြစ်နိုင်တယ်ဆိုတာပေါ့နော်အားပေးခြင်းပါတယ်လို့ကျေးဇူးတင်တယ်ကျေးဇူးပါဟုတ်ပါတယ်လက်ခုပ်ဩဘာပေးရအောင်ဟုတ်ပါတယ်အစိုးနဲ့မရင်ဆိုင်ပဲနဲ့အစိုးအကောင်းနဲ့အနိုင်ယူဖို့ပေါ့နော်နှုတ်ကပတ်တော်အားဖြင့်လဲကျွန်တော်ခွန်အားရတယ်ကျွန်တော်တို့အများကြီး behind the scenes ဆိုအဲ့ဒါတွေပါပဲနော်ခါသေးတဲ့အချိန်ကာလလည်းရှိတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်ဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီ worship conference နဲ့ဖြစ်တဲ့ခါမှာဆရာတို့အကုန်လုံးပဲဖြစ်တယောက်ပဲဖြစ်နှစ်ယောက်ပဲဖြစ်ပေါ့နော် praise and worship နဲ့ပတ်သက်ပြီးတော့မှ definition လေးတွေပေါ့နော်ချီးမွမ်းခြင်းနဲ့ကိုးကွယ်ခြင်းဆိုတာဘာလဲဆိုတဲ့ definition လေးတွေ
ကိုယ့်ရဲ့ personal မှာပေါ့ဖျားဖွင့်ပြတဲ့အရာတွေရှိတယ်ဆိုရင်ကျွန်တော်တို့ကိုဝေမျှပေးပါအောင်ဆရာတို့မိုက်မလောက်လားဒီမှာပေးအောင်လား တခွန်းစီပြောခိုင်းအောင် ဟုတ်တယ်လက်ခုပ်တီးတီးကြိုးစိုးကြရအောင်နော်ချီးမွမ်းကိုးကွယ်ခြင်းဆရာရဲ့အမြင်တဦးတယောက်ရဲ့အမြင်ပဲဖြစ်ဖြစ်ပေါ့ဒါမှန်တယ်မှားတယ်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့အတ္တထဲမှာကိုတီးခတ်လာတယ်အော်ချီးမွမ်းခြင်းဆိုတာဒါပါလားဆိုတော့ကိုယ့်ရဲ့ definition တစ်ခုပေါ့နော်အတိတ်ပဲလေးအတိုးလေးပါပဲနော် ချီးမွမ်းခြင်းဆိုတော့ဘုရားကိုချီးမွမ်းတာပေါ့အဲ့ဒါပေါ့ကျွန်တော် အော်ဒီဘက်ကဦးစားပေးတယ်တဲ့ ဟုတ်ကဲ့ကျွန်တော်ပဲစပြောလိုက်မယ်နော်ကျွန်တော်ကတော့ဟိုအမှုတော်ဆောင်အချိန်ပြည့်မှုတော်ဆောင်မဟုတ်တဲ့ခါကျတော့လေအဲ့လိုအသေးစိတ်တော့မရှင်းပြတတ်ဘူးပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ခံစားချက်နဲ့ထပ်ထူကြတာတော့ဟိုဆရာခိုင်တို့ပြောတဲ့အတိုင်းပေါ့နော်ချီးမွမ်းခြင်းမနေ့ကပြောတဲ့ဟာပေါ့ချီးမွမ်းခြင်းနဲ့ကိုးကွယ်တာကသူရှင်းပြတာကျွန်တော်ရှင်းလင်းလင်းရှိတယ်လို့ကျွန်တော်လက်ခံပါတယ်အဲ့ဒီရပါပဲချီးမွမ်းတယ်ဆိုတာဒီနေ့ချီးမွမ်းတယ်ဆိုရာတီဥတုအပေါ်မှာတခုခုတိချင်းမတိချင်းဖျားတော့ဒီတိုင်းဟိုကောင်းတယ်ရှိတဲ့အရာတခုအပေါ်မှာအကောင့်တစ်ခုပြောလိုက်တာချီးမွမ်းလိုက်တာပေါ့ကိုးကွယ်တာကြတော့နည်းနည်းဒီ sacrifice ပေါ့ပေးစမှုတွေပါလာပြီပေါ့နော်ပေးစမှုတွေပါလာနာကျင်မှုတွေပါလာပြီဂျီကွဲမှုတွေပါလာပြီအဲ့ကြားထဲမှာမှလက်မစော့ပဲနဲ့ဒါကဖျားပဲဖျားဖြစ်တဲ့အတိုင်းဖျားသိတယ်ဖျားကိုကျွန်တော်လက်မလျှော့ဘူးဆက်ပြီးတော့မှဖျားရှိမှကျွန်တော်တိုးဝင်မယ်ဘာပဲဖြစ်နေဆိုတဲ့ဟာမျိုးကဆက်သွားတာမျိုးပေါ့နော်ဘယ်လောက်ပဲနာကျင်ကြမ်းတမ်းပါစေဆက်သွားတယ်ဆိုတဲ့ဟာမျိုးကဒါကိုးကွယ်ခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒီရပေါ်ကျွန်တော်ရသဘောကျပါတယ်လို့ ကျေးဇူးတင်ပါတယ်ဆရာအလဲဆရာတော်နှစ်ပါးပဲဟိုအကုန်လုံးစုပြုံပြီးပြောခိုင်းလိုက်တာတဲ့ ချီမွန်ချင်းဆိုရဖျားပြုတ်ဖျားကကျွန်တော်တို့ပေါ်မှာဒါမှမဟုတ်ဖန်ဆင်းတဲ့ရှင်ပေါ့နော် creator အပေါ်မှာကျွန်တော်တို့ပြန်လဲပြီးတော့မှတုံးပြန်ချင်းတော့ကျွန်တော်ပြောချင်တယ်ပြီးတော့ကိုယ်ကွယ်ချင်းကြတော့ကျွန်တော်တို့ဖျားကိုပြန်လဲပြီးတော့မေတ္တာကိုပြန်လဲတုံးပြန်ချင်းပေါ့နော်ဒါကတော့ဒီထဲမှာတော့အများကြီးတော့တိုက်တယ်လို့ရှိမယ်ပေါ့နော် sub title ဒါပေမဲ့ကျွန်တော်ထိတ်မှာတော့ဖျားကိုပြန်လဲပြီးတော့သူ့ရဲ့မေတ္တာကိုတုံးပြန်ချင်းလို့ပဲအမြင်ပါတယ်လို့နော် အာမင်ကျေးဇူးအများကြီးတင်ပါတယ် အရန်တော့နည်းနည်းတယ်ပေါ့နော်ကျွန်တော်ဂျီယိုရှင်းပြောရရင်ဟိုဘယ်လိုပြောမလဲဂျေဇူးတင်ခြင်းပေါ့သူကသူ့ကိုဂျေဇူးပြန်တင်တဲ့သဘောပေါ့နော်အဲ့လိုမျိုးဂျီယိုရှင်းစဉ်းစားပဲဆိုသူရဲ့လှုပ်ခဲ့တဲ့အရာပြုခဲ့တဲ့အရာတွေပေါ့ပါဆိုချီးမွမ်းတာပေါ့နော်ဂျေဇူးတင်တဲ့အကြောင်းခုကျွန်တော်တီးခတ်တယ်ဆိုတာလဲခုကျွန်တော်တို့ကတီးတယ်ဆိုတော့ဟိုဘယ်လိုပြောအမှုရာတစ်ခုပေါ့နော်ဒီပုံဖော်တဲ့တမျိုးဖြစ်တာပေါ့နော်ဆိုတော့ကျွန်တော်ကတီးခတ်ရင်းနဲ့ချီးမွမ်းတဲ့ကိုယ်ကကျွန်မပါဝင်တဲ့ခါကျတော့ကိုယ့်ရဲ့တီးခတ်ခြင်းနဲ့ကျေးဇူးတင်တဲ့အကြောင်းပြတာပေါ့နော်ကိုယ်ကွယ်ခြင်းဆိုတာလဲအဲ့ဒီကျွန်တော်တို့တယောက်နဲ့ဘယ်လိုပြောမလဲအထက်ကိုမေ့တာပေါ့နော်ကိုမေ့ပြီးမှကိုလုံးဝမပါတော့ဘူးပေါ့နော်ဖခင်တခုတည်းပဲဟိုဘယ်လိုပြောမလဲအာယုံပြုတ်ပြီးမှဖခင်တပါးတည်းကိုပဲကျွန်တော်တို့ကိုစိတ်အားလုံးကိုစိတ်ခန္ဓာဝိညာဉ်အားလုံးကိုပေးအပ်ရင်းနဲ့ဆက်သွယ်ခြင်းပေါ့အဲ့လိုမျိုးပဲကျွန်တော်ပြောပြခြင်းပါတယ်ဟုတ်ကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ဆောင်းဆရာစော သူတို့ပြောတာသူတို့ပြည့်စုံသွားပါတယ်ချီးမွမ်းခြင်းဆိုတော့ဘုရားရဲ့တက်နိုင်ခြင်းဘုရားလှုပ်ဆောင်ပေးတဲ့အရာတွေကိုကျွန်တော်တို့ချီးမွမ်းတာပေါ့နော်ဘုရားကျွန်တော်ဒါတွေလုပ်ပေးတယ်ကိုးကွယ်ခြင်းဆိုရတဲ့ဘုရားရဲ့မေတ္တာကိုခံစားရရှိတဲ့အားလေးကိုကိုးကွယ်တာပေါ့နော်အဲ့ဒါမျိုးလေးကျွန်တော်တို့သဘောပေါက်နားလည်တာပေါ့နော်ဘုရားကျွန်တော်တို့ဘောမှာယေရှုအဖြစ်ကျွန်တော်တို့ကိုပေးဆက်ခဲ့တဲ့အရာတွေပေါ့နော်ပြန်ပြီးကျွန်တော်ကိုးကွယ်တဲ့အရာပေါ့နော်အဲ့လိုမျိုးလေးအဲ့လိုမျိုးလေးပြောပြခြင်းပါတယ်လို့ โอเคကျေးဇူးအများကြီးတင်ပါတယ်နောက်ဆုံးတစ်ခုကိုမုံဘွဲကိုမေးချင်တယ်เนาะဆိုတော့ကိုမုံဘွဲကကျွန်တော်တို့မြန်မာပြည်ရဲ့တကယ် top band ထဲမှာပေါ့เนาะကျွန်တော်အရန်အားကြရတဲ့ band တစ်ခုမှလည်းတီးတယ်အရန်အားကြရတဲ့ the present band မှာလည်းเนาะအသိတော်အတွက်ကောင်းချီးဖြစ်တယ်ဆိုအဲ့နှစ်ခုဒီနှစ်ခုဆက်ကြားမှာပေါ့เนาะဘယ်လိုမျိုး handle လုပ်ဖြစ်လဲဘာတွေကွာခြားလဲအတွေ့အကြုံပေါ့เนาะမေးခွန်းမရှိဘူးအဲ့ကြားထဲမှာကိုမုံဘွဲရဲ့အတွေ့အကြုံလေးကျွန်တော်တို့ဝေမျှပေးပါဦး တွေ့ကြတော့ဟိုနှစ်ခုစလုံးတော့ band ပေါ့နော် section မဟုတ်ဘူး band အစုဖွဲ့ဒီသဘောတူညီစွာနဲ့အစုဖွဲ့ထားတဲ့အစုဖွဲ့နှစ်ခုမှာဆိုတော့တ
တစ်ဖက်ဘန်ကလည်းသူဟိုဟာပြောရင်းချက်ကြပါတယ်ရင်းချက်ကြတယ်နားလည်မှုအပြည့်နဲ့ဘန်ဆိုလိုက်တာနဲ့ကိုကတော့သူ့ရဲ့အခြေခံ foundation ကတော့တူပါတယ်လို့ပေါ့နော်ဆိုရဆိုထွေတို့ပြီးတော့မှ depression မှာလည်းအဲ့လိုပါပဲဘန်နဲ့သွားတာဆိုတော့အပြင်းတော့မတူဘူးခုနပြောတော့ background မတူဘူးတချို့တွေကကြတော့လည်းအကုန်လုံးကလည်းအချိန်ပြည့်အမှုတော်ဆောင်တွေမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့လည်းနှလုံးသား basic အခြေခံကြတော့ယဉ်ကျေးမှုတွေရှိကြတဲ့ခါကြတော့အဆင်ပြေပေါ့နော်ဆိုတော့တိတ်ပြီးတော့မှညှိစရာတော့တိတ်မရှိပါဘူးဒါပေမဲ့တချင်းပိုက်မှာဆိုရင်တော့ဒီအပြင်တချင်းနဲ့ဒီဘက်က praise worship တချင်းနဲ့ကြတော့နောက်ပိုင်းကျွန်တော်ဟိုကြာလာတဲ့အနေနဲ့ဘာခံစားမိလဲဆိုတော့အပြင် player တွေတော့တချင်းတော့ပန်ပိုးရတာပဲပေါ့နော်တကယ်လို့ဟို music သမားတော်လာကောင်းလာတဲ့လူတော်လာကောင်းဒီတိုင်းပဲတချင်းကိုနားထောင်ရုံတက်လာတယ်ဒါမှမဟုတ်တချင်းတီးအောင်တက်တီးတယ်ဆိုရင်တော့အပြင်တချင်းနဲ့ဒီ praise worship ချင်းတော့အတူတူပါပဲဟို praise and worship ဆိုတာကလည်းတချင်းပုံစံတစ်ခုပဲပေါ့နော်အတိုင်းပဲအပြင်ကနေပဲဟိုဒီတိုင်းပဲနားထောင်တာတော့ဒီတိုင်းပဲတီးလိုက်တာတို့ဆိုရင်တော့ဒီ praise and worship ဆိုတာတချင်းပုံစံတစ်ခု rock တီးနေနဲ့ကို jazz တီးလိုက်တယ်လို့မျိုးပဲပုံစံတစ်ခုပြောင်းသွားတာပဲဖြစ်မယ်ဒါပေမဲ့ praise and worship မှာကြတော့ဟိုတချင်းတိုင်းတော့ကျွန်တော်လေးစားပါတယ်အနုပညာသမားတယောက်နဲ့တချင်းတိုင်းလေးစား praise and worship မှာဘာရှိလဲဆိုတော့တီးရင်နဲ့မှတချင်းစာသားတွေအကုန်လုံးလဲလိုက်ပြီးတော့မှအစနေအဆုံးထိကိုလိုက်စဉ်းစားနေရလဲမဟုတ်ပါဘူးဒါပေမဲ့တီးရင်နဲ့တစ်ခါကျရင်လို့တော့ဟိုတချင်းတပုတ်လုံးရဲ့အခါကျရင်တစ်လုံးဖြစ်သွားတယ်ကိုတူထိလိုက်တာပေါ့နော်ဟိုအပုတ်တပုတ်လုံးလည်းဖြစ်ချင်မှာတစ်လုံးတူထိတယ်အဲ့တူထိတဲ့အချိန်အဲ့ခဏလေးတွင်မှာဘာဖြစ်လဲဆိုတော့ဖခင်ရဲ့မေတ္တာပေါ့နော်မြစ်အဲ့ထဲမှာအဲ့မျက်မှောက်တော်လို့ပဲကျွန်တော်ခေါ်ရမှာပေါ့အဲ့ထဲမှာဆိုခွန်လွှတ်ခြင်းတွေရှိရကုပေါ်မှာကိုနာကြီးတဲ့လူကိုခွန်လွှတ်နိုင်သွားတယ်ပြီးတော့မှလောဘမရှိဘူးတမက်တဲ့စိတ်တွေမရှိဘူးဘာမှမရှိဘူးပေါ့နော်ဘယ်လိုပြောမလဲဖခင်မြတ်တာခံစားပြီးတော့ခါကြရင်ဟိုငိုချင်းတဲ့စိတ်တောင်ဖြစ်မိတယ်တခါကျအဲ့ဒါကိုပြန်စင်းဆိုင်ရှစ်တောင်ရှင်းမိတယ်မရှက်ပါနဲ့ငါမျက်ရည်ချလုံးဖြို့ငါမျက်ရည်ချလုံးဖြို့အဲ့လိုပေါ့နော်ကျွန်တော်တပီးပြင်းနဲ့အဲ့လိုကတော့ကွာခြားမှုဆိုရင်တော့အဲ့လိုပဲဖြစ်လိမ့်မယ်ပေါ့နော်ဆိုတော့ကိုတကယ်အမှန်တကယ်တက်ဝင်ရုံဟိုခံစားရတယ်ဆိုမှထူချမ်းမှုတွေ့ရတာပေါ့နော်ဒါမှမဟုတ်ဘူးဆိုရင်တော့လဲတီးတာပဲဖြစ်လာပြီးတော့နားထောင်တာပဲဖြစ်ပုံစံတစ်မျိုးပါပဲဟိုပုံစံတစ်မျိုးပဲဖြစ်နေလိမ့်မယ်ပေါ့နော် music style တစ်မျိုးပဲဖြစ်နေလိမ့်မယ်ဆိုတော့ဟိုကျွန်တော်တို့အနေနဲ့လည်းခုနပြောထားတဲ့အတိုင်းပဲပေါ့နှလုံးသားတော့အိမ်မတမ်းမှအရေးကြီးပါတယ်နှလုံးသားနဲ့တီးပြီးတော့မှဟိုစင်ချင်စာသားတွေကိုစင်ချင်ပေါ့နော်အတတ်နိုင်ဆုံးပေါ့ဒါပေမဲ့ကိုကတီးထားတဲ့ခါကျတော့အဲ့စာသားပဲစင်ချင်ပြီးတော့မှဆိုတော့လည်းအဆင်မပြေဘူးဆိုတော့အဲ့ဟိုစာသားတွေကိုကခါကျရင်ကျွန်တော်လည်းအဲ့အခန်းထဲမှာဆိုရင်ဒီတိုင်းပဲဖွင့်ထားပြီးတော့မှဒီတိုင်းပဲတွားနေတဲ့တချင်းတာအဲ့လိုပေါ့ဖွင့်ထားပဲခါကျရင်ကြားနားထောင်နေတယ်အဲ့လိုမျိုးကြရင်အဲ့စာသားတဲ့ဘုရားကိုဖွင့်ပြချင်တဲ့ဟိုပြောပြချင်တဲ့ဟာတခုကတစ်ကနေဆိုပြီးတီးသွားတာပေါ့နော်အော်ဒီစာသားဆိုတာမျိုးလိုမျိုးကျွန်တော်အရင်တော့ဟိုချင်းမဒီ GMYC တွားတော့ဆိုရင်လည်းဒီ The Goodness of God ဆိုတာလေအဲ့ဒါမနေ့မှာဟိုတယ်မှာကျွန်တော်ဖွင့်ကြည့်လိုက်တော့မရမ်းလဲကျွန်တော်မသိဘူးအဲ့နဲ့ဖွင့်ကြည့်တော့မှကျွန်တော်တရားမေးတော့မျက်ရည်ပါကြချင်လာလေတင်မလားခံစားရဆိုပြောရင်တော့မျက်ရည်ဝဲလာတယ်ဟုတ်တယ်တကယ်ပိတ်သိမ့်တဲ့တခြင်းတွေကကျွန်တော်တို့နှလုံးသားကိုဆူပြေးစေတယ်နော်ဝမ်းမြောက်ခြင်းမျက်ရည်ကိုစီးစင်းစေတာဖြစ်ပါတယ်ဆိုတော့ကျေးဇူးတင်တယ်ကိုမ